တရားနာယူကြသောဓမ္မရွှေမျိုးပေါင်းတို့ခင်ဗျာတရားနာယူကြသောဓမ္မရွှေမျိုးပေါင်းတို့ခင်ဗျာမော်ဘီမြို့နယ်ကျေးဇူးရှင်သဲကူကြောင့်ဆရာတော်အရှင်သူမြတ်ဘုရားကြီးသည်ရန်ကုန်မြို့မြောက်ဥက္ကလာပညရကွက်၌မိမိခန္ဓာကိုယ်တွေ့အဘိဓမ္မာတရားတော်များများကိုသာသနာတော်သက်ကြီး2510ခုနှစ်ကောဇာသက်ကြီး1328ခုနှစ်ပြာသူလဆန်း10ရက်နေ့ပေါက်ကြနေ့၌ဝိနည်းအပေါင်းတို့ကအပေတကားပိတ်နိဗ္ဗာန်ကပို့စေခြင်းကဟောကြားပါသောကြောင့်ကြားနာသောသူတော်စင်ပေါင်းတို့သည်၎င်းတရားများကိုနာကြားအားထုတ်ပြီးတဲ့ကာလအမနာမကြောက်เสียကောင်းသည့်ငရဲတိရစ္ဆာန်ပိဋ္ဌအတုရကဲလေးပုံသောမိစ္ဆေကွဲမှလွတ်ကင်းပြီးမဲ့ညာဘုံညာနိဗ္ဗာန်ညာဓာတ်တရားပရမတ်တရားသစ္စာတရားများရကြပြီယခုဘဝနဲ့အပေခွင်လွတ်ကင်းပြီးနိဗ္ဗာန်တောင်ကားနှစ်ဖက်သို့လှမ်းတက်တော်မူနိုင်ကြပါစေခင်ဗျာတရားပွဲတိုင်းတကားကြီးဥချက်တို့အခုပင်းဆောင်တာပေါ့ဗျာပင်းဆောင်လို့ဥပဇင်းလဲဥက္ကလာပတခါမှလည်းမရောက်ဘူးပါဘူးမရောက်ဘူးလို့ယောဂီဟောင်းကနေပြီးတော့စမ်းကြောင်းကယောဂီကနေပြီးအကြောင်းပြုပြီးတော့မြောက်ဥက္ကလာပဆိုတဲ့ဥစ္စာရောက်လာရဥပဇင်းအတိတ်ကလည်းဒီမှာမရောက်ခဲ့ပါဘူးအခုလည်းမရောက်ပါဘူးအခုတော့ပြစ္ဆုတ်ပံရောက်လာတယ်ဒါကလည်းပဲအကြောင်းကြောင့်အကျိုးဖြစ်လာတာပေါ့လေကြည်မနိုင်ယောဂီတခါကအကြောင်းတရားကြောင့်မလို့ဟောဒီဥက္ကလာပဥချစ်ဆိုတာကအကျိုးတရားဥချစ်အကျိုးတရားကအကြောင်းပြန်လိုက်တော့ဥပဇင်းကတရားဟောရတာအကျိုးတရားဖြစ်တယ်ဥပဇင်းကအကျိုးတရားကအကြောင်းပြန်လိုက်တော့ဥက္ကလာပတခါကမတွေတရားနာကြရတော့ဟောအကျိုးတရားခံစားလိမ့်မယ်ခုနတရားယောဂီကလည်းတောင်းလိုက်တယ်မှန်လားပါဗျာတဲ့တရားဓမ္မများပြောအောင်ပါဗောလေဥပဇင်းကစာတတ်လို့လည်းဟောနေတဲ့တရားမျိုးမဟုတ်ဘူးနော်ဓမ္မဂတိကပုဂ္ဂိုလ်လည်းမဟုတ်ဘူးဓမ္မဂတိကပုဂ္ဂိုလ်လည်းမဟုတ်ဘူးဒီထဲမှာရှိကြလိမ့်မယ်ပရိယပฏิပပတိဝေဒသာသနာ300ရှိပါတယ်လို့သာသနာ300ရှိတဲ့အ ਨੇ ကပရိယကျွမ်းကျင်တဲ့ပညာရှင်ပုဂ္ဂိုလ်ကြီးတွေများလည်းပါပါလိမ့်မယ်ဥပဇင်းကပရိယကိုမကျွမ်းကျင်လို့ပရိယဆိုတာကတော့တရားဓမ္မများဥပဇင်းကတည်းကဘုကိုပိတ်ရအဲ့တော့လင်းတဲ့သားတွေကကြောင်းထားတယ်ဘုန်းကြီးကြောင်းထားတယ်ကာကြီးကာသကဲ့နဲ့ပဲထွက်ကြည့်ပြေးနေတာနဲ့14နှစ်သားအထိရောက်ကာကြီးကာသကဲ့ကဘူးမတည့်ဘူးအဲ့တော့14နှစ်သားအထိနေလိုက်တယ်14နှစ်သားကလည်းမိဘများကနေပြီးတော့ကြောင်းထားကြောင်းနဲ့စာနဲ့ကပါရမီမပါလို့လားတော့မပြောတတ်ပါဘူးကြောင်းထားလိုက်တယ်14နှစ်သားကြတော့တခါတည်းကိုမိဘတွေကစာမတတ်ဘူးဆိုပြီးတော့တခါမိဘများနှုတ်လိုက်တဲ့14နှစ်သားကနေပြီးတော့တခါတည်းဟောဘာဖြစ်လဲဆိုတော့လောကီ14နှစ်လည်းထွက်တဲ့တက္ကမအယူတာဥပဇင်းကတရားဓမ္မများတောထွက်ကြီးပါဗျာတောထွက်ပဲဘယ်တောကထွက်လဲဆိုတော့နောက်မှသိလိမ့်မယ်တောထွက်လာတာတောထွက်တော့ဘယ်တောကထွက်တယ်ဆိုတော့နောက်ကျမှစိတ်ကြီးပြောမယ်ဥပဇင်းကဓမ္မဂတိကပုဂ္ဂိုလ်လည်းမဟုတ်ပါဘူးလို့အမျိုးမျိုးအရွာလိုက်ပြီးတော့ဟောနေတဲ့ဓမ္မဂတိကလည်းမဟုတ်ပါဘူးလို့သူများတရားဓမ္မတွေကနေပြီးတော့ပဲဆောင်လို့ဥပဇင်းကအတိတ်ကလာတော့ကိုလှုပ်လာတဲ့တရားဘာကြောင့်လဲတဲ့20နဲ့တလထိုင်ရမထားနဲ့အယုံကြည်အေးခန်းလူသေးရင်သိမသေးတရားရဆိုပြီးတော့ကိုဟာကိုကျင့်လာတဲ့တရားသူများဖို့မပါခဲ့ပါဘူးအခုနောက်ပိတ်ဆုံးသာသနာကြီးမှာပွင့်လာတဲ့အချိန်ခါကျတော့ဟိုကလာပင့်ဒီကလာပင့်နဲ့ဥပဇင်းဟာစာလည်းမတတ်တော့အခုတည်းထိမှဒီမှာရာသာနုဘဝတော့မဖတ်တတ်လို့ဒီတိုင်းနေရဥပဇင်းကမှသံဃာတော်အပ30ကျော်လောက်ရှိတယ်ထေကြီးဝါကြီးတွေဝါကြီးတွေ50 48ဝါ48ဝါဝါ30 35ဝါ38ဝါအမျိုးအရွာကနေပြီးတော့လာပြီးတော့ကျင့်ကြအထုတ်ပြီးတော့ထေကြီးဝါကြီးတွေရှိပါတယ်အခုခါဖြင့်ပရိယပฏิပပတိဝေဒသာသနာ300ရှိတဲ့အ ਨੇ ကဥပဇင်းဟာပရိယမှာတော့ဘုကိုပိတ်ပါတယ်လို့ဝန်ခံပါတယ်ဗျာဘာကြောင့်လဲတဲ့ပညာတက်ကလေးများမှားသွားလို့ရှိရင်ဘွေမယူပါနဲ့လို့ဥပဇင်းတောင်းပန်ပါတယ်အခုအချိန်ခါမှာဥပဇင်းကပရိယနယ်မြေမှာဆိုလို့ရှိရင်ပရိယသာသနာမှာပညာတတ်ဖရာအသိတွေမသိခဲ့လို့ဖရာပညာတတ်တဲ့အသိတွေမသိခဲ့လို့ဒါကြောင့်မလို့အခုဒီထဲမှာတရားဓမ္မတွေသံဃာတော်အရှင်များအားလုံးများပရိယကျွမ်းကျင်တဲ့ပညာရှင်ပုဂ္ဂိုလ်ကြီးတွေပရိယဥပဇင်းဟာဖြင့်ပရိယမတတ်ခဲ့လို့ဥပဇင်းကြီးဒီလိုပရိယနယ်ကဒီလိုခေါ်တယ်ပရိယနယ်ကဒီလိုပြောတယ်ဒီလိုခေါ်ရမယ်ဆိုရင်ဒီလိုဆုံးမဩဝါဒပေးပါလို့ဥပဇင်းနာဂပါမယ်လို့ဥပဇင်းကအခုမှ
ပရိယစာတွေကိုပရိယဖရာအသိကိုသိနေရပါသေးတယ်လို့ဒါကြောင့်မလို့ပရိယနယ်မြေကမှာဆိုလို့ရှိရင်မသိပါဘူးလို့ဘူပိတ်ပါတယ်လို့ဥပဇင်းဟိုเจ้าကစားပြီးဒီเจ้าကစားပြီးဟိုမျိုးကစားပြီးဒီမျိုးကစားပြီးစားပေးလိုက်တဲ့နဲ့မှာစားအိတ်ဖောက်လိုက်လို့ရှိရင်ညတချမ်းပဲပါလာမဖတ်တတ်တော့မဖတ်တတ်လို့ရှိရင်ဥပဇင်းနဲ့နေတဲ့ဥပဇင်းလေးတွေကိုကိုတော်ကြီးများတပြည့်တော်မတတ်လို့ပါဗျာအရှင်ဘုရားတို့ဒါဖတ်ပြစမ်းပါဗျာတပြည့်တော်ကိုဖတ်ပြစမ်းပါဒီလိုဘယ်လိုဖတ်ပါသလဲဗျာအရှင်ဘုရားဒီလိုဖတ်ဗျာဒီလိုခေါ်တယ်ဗျာဆိုတော့ဥပဇင်းတွေကနေပြီးတော့စာကိုဖတ်ပြလို့ဥပဇင်းသိရပါတယ်လို့ဥပဇင်းစာလို့တော့ဘာမှမသိပါဘူးလို့ဥပဇင်းဟာဓမ္မဂတိကပုဂ္ဂိုလ်ဆရာလည်းမဟုတ်ပါဘူးလို့အဲ့တော့ပရိယပฏิပတ်ပฏิဝေဒသာသနာ300ရှိပါတယ်လို့ပရိယသာသနာမှာဥပဇင်းဘူပိတ်ပါပြီလို့ပရိယသာသနာမှာတော့ဘာမှကိုမသိပါဘူးလို့ပฏิပါအကျင့်နဲ့ပฏิဝေဒနဲ့ဒီသာသနာ2ရပ်ကတော့ခန္ဓာကိုယ်ဟာကိုရှာလို့စိတ်ကလေးတွေကတော့အချတာအကုန်သိပရိပတ်အကျင့်နဲ့ပฏิဝေဒနှစ်နယ်ကတော့ကုံစင်အောင်သိတယ်အဲ့ဒီအသိကတော့ဘာလဲတဲ့ဥပဇင်းဝင်ခံတယ်ဘာကြောင့်လဲတဲ့ကိုလှုပ်လို့ကိုသိတာမလှုပ်ရင်သိမှာမဟုတ်အဲ့ဒါကြောင့်မလို့ဝင်ခံပါတယ်လို့တရားဓမ္မများပရိယလို့များခေါ်သမုဋ္ဌာလေးတွေများမှားသွားလို့ရှိရင်ဖြင့်ဖယားအသိတွေဥပဇင်းမသိလို့ဖယားအသိကလည်းသိနိုင်မှုဟာအမတန်ခဲရင်ပါတယ်တရားဓမ္မများဘာကြောင့်လဲတဲ့ဖယားအသိဆိုတာဥစ္စာအမတန်ခက်ခဲနဲ့နဲပါတယ်သဘာဝတရားတွေအဲ့ဒီတော့ဥပဇင်းဟာဖယားအသိကိုတော့မသိပါဘူးလို့အဲ့ဒီတော့ဖယားခေါ်ဟောသမုဋ္ဌာတဲ့ပညာနယ်မှာကတော့ဥပဇင်းမသိပါဘူးဒါကြောင့်မလို့ပရိယနယ်မှာမသိပါဘူးပရိပတ်အကျင့်နယ်နဲ့ပရိဝေဒနယ်သာသနာ2ရပ်ကတော့အကုန်သိပါတယ်ဒါကြောင့်မလို့အကြောင်းတရားအကျိုးတရားဒါကြောင့်မလို့သာကိတမြောက်ဥက္ကလာပတဲ့အကြောင်းကြောင့်အကျိုးဖြစ်တဲ့ဥပဇင်းဟာဖြင့်အခုဟာဖြင့်လာပြီးတော့ဟောရတဲ့ဥစ္စာလည်းအကြောင်းကြောင့်အကျိုးပါပဲလေအတိတ်ကလည်းဟောလို့အခုဟောရတယ်အခုဥပဇင်းအတိတ်ကလာတော့ကတရားဓမ္မများဥပဇင်းတရားကိုနာကြားရလို့အခုလည်းနာကြားရအောင်မှာအတိတ်ကမှနာမကြားရရင်အခုမှဘယ်တော့မှမနာကြားရဘူးအဲ့ဒါကြောင့်မလို့အကြောင်းကြောင့်အကျိုးဖြစ်နေတာပါပဲလို့ခုနတုန်းကတရားတောင်းတဲ့ယောဂီကနေပြီးတော့ဥပဇင်းကိုတောင်းလိုက်မှန်လားပါဗျာဒုက္ခအဖုံးဖုံးဖြစ်နေပါပြီဗျာတဲ့လောကကြီးမှာသန္တရာကြီးကိုဆက်လဲပြီးတော့လူဖြစ်လိုက်နတ်ဖြစ်လိုက်မြမာတွေဖြစ်လိုက်ခွေးတွေဖြစ်လိုက်ဝက်တွေဖြစ်လိုက်ကြက်တွေဖြစ်လိုက်စိတ်တွေဖြစ်လိုက်တလိ္ဆာနေကောင်းရင်ပြန်သွားနေတဲ့ငှက်တွေဖြစ်လိုက်ရေတဲ့ကငါတွေကိုဖြစ်လိုက်ပြက်လိုက်တဲ့ဒုက္ခမျိုးစုံဒုက္ခကြီးခံစားနေရပါတယ်ဗျာဘုရားတပည့်တော်တို့ဒီဒုက္ခကြီးလွန်ငြိမ်းအောင်တရားဓမ္မရေအေးအမြိုက်ကျွေးပြီးတော့တိုက်ဆေးတော်မူပါဗျာလို့ဒီလိုတောင်းလိုက်တယ်ဥပဇင်းကစာတတ်လို့တော့ဟောမနေဘူးဗျာပြစ္ဆုတ်ပန်တော့ဟောလိုက်လိမ့်မယ်ဗျာပြစ္ဆုတ်ပန်ကတော့ဒီမဲ့ဟောမိရင်တော့ဒီမဲ့တညာလုံးဟောလည်းကုန်မှာမဟုတ်ဘူးအဲ့တော့ပြစ္ဆုတ်ပန်တော့ဟောလိုက်လိမ့်မယ်အဲ့တော့တရားဓမ္မများစိတ်တော့ဟောလိုက်မယ်ဗျာအဲ့တော့သင်ညာလို့မဟောတတ်လို့သဘာဝကတော့ဟောလိုက်မယ်အဲ့တော့တရားဓမ္မများဥက္ကလာပကတရားဓမ္မတွေသဘာဝနာကြပြီတော့စိတ်တွေကိုဟောမှာဥပဇင်းကတော့ဖယားကလည်းအသိတလုံးအမြတ်ဆုံးတဲ့အသိပဲဟောအဲ့ဒီတော့တရားဓမ္မများအသိပဲဥပဇင်းကဟောမယ်အဲ့ဒီတော့ပရိယလို့ပါဠိတွေလို့မရွတ်တတ်လို့ပါဗျာအဲ့ဒီတော့ဥပဇင်းကတရားဓမ္မများစာတတ်တဲ့ပုဂ္ဂိုလ်တွေပါလိမ့်မယ်စာမတတ်တဲ့ပုဂ္ဂိုလ်တွေလည်းပါလိမ့်မယ်ဘာသာလို့ပြောလို့ရှိရင်ပရိပတ်အကျင့်တွေကဘာသာလို့ပြောရင်ဘာသာလို့သိကြလိမ့်မယ်အဲ့ဒီတော့စိတ်တွေကိုတော့ဘာသာလို့ပြောပါမယ်အကျင့်တွေကနေပြီးတော့အဲ့ဒီတော့အခုလာရောက်တဲ့တရားဓမ္မတွေစိတ်တွေကိုပြောကြလို့ဘုရားကတော့အသိတလုံးအမြတ်ဆုံးတရားတဲ့အသိတလုံးအမြတ်ဆုံးတရားတဲ့အဲ့ဒီလိုဘုရားကဟောတော့အခုလာရောက်တဲ့တရားဓမ္မတွေဟာဖြင့်ကိုယ်စိတ်ကိုစစ်ကြပေါ့ဗျာကိုယ်စိတ်လေးကိုစစ်ရင်အသိဆုံးတရားရလိမ့်မယ်သူများမပြောရပါဘူးဘာကြောင့်မပြောရဘူးလဲတဲ့အခုဥက္ကလာမြောက်ပိုင်းကဥက္ကလာမြောက်ပိုင်းကတရားဓမ္မတွေအခုတရားပွဲလာပြီးတော့တရားနာကြတယ်ဥပဇင်းကတော့အလုတ်သမားဗျအပြောသမားမဟုတ်ဘူးအလုတ်လုံးမှကြိုက်တာတရားထိုင်းမှကြိုက်တယ်အပြောသမားကိုလုံးဝမကြိုက်ဘူးဘာကြောင့်လဲတဲ့အပြောသမားအရွတ်သမားအဆိုသမားကတော့တင်မဲ့အရွတ်ဖယ်စားရမယ်မှာအပြောသမားကတော့အပြောပဲရှိတယ်အလုတ်သမားမှကောင်းတာရမယ်ဒါကလောကီလောကုတ်တရားနှစ်ဌာနရှိတယ်အ ਨੇ ကအပြောသမားကတော့ဒီမဲ့ဘယ်ဟာပဲလို့ရောင်းလိုက်လို့ရှိရင်ဘာရတာပဲကွာ900ရမယ်600ရမယ်အလုတ်သမားကတော့ကိုယ့်ဟာကိုကြိတ်ပြီးတော့တခါတည်းအယောင်းဝယ်လုပ်လိုက်ပြီးဆိုဟောပတ်စံနေရအပြောသမားအလုတ်သမားအဲ့တော့အပြောသမားဆိုလို့ရှိရင်တော့ဥပဇင်းကမကြိုက်ဘူးဥပဇင်းကတရားထိုင်မှကြိုက်အလုတ်သမားကိုဥပဇင်းလည်းပဲဒီမဲ့
20လအယုကြည်ကြည်အေခန့်ကလူသိရင်သိမသိတရားရဒီလိုကျင့်လာတယ်ဒီလိုကျင့်လာတော့တရားဓမ္မများဥက္ကလာမြောက်ပိုင်းကတရားဓမ္မတွေလည်းဥပဇင်းသိတယ်လို့တရားဓမ္မများလည်းသိပါသေးအပေလေးပါလွတ်ပါစေလို့ဥပဇင်းကဒါအသိပေးပါတယ်တရားဟာထိုင်မှကြိုက်တယ်မထိုင်မဲနဲ့တော့ဥပဇင်းကအပြောအဟောသမားမဟုတ်ဘူးအဲ့ဒီတော့တရားဓမ္မများတရားဆိုတဲ့ဥစ္စာဟာတထိုင်နဲ့လည်းအပေလွတ်တယ်ဘာကြောင့်လဲတဲ့ဆရာအရေးကြီးတယ်ဆရာမှားရင်သန္တရာကာပြန်တယ်ဆရာမှားနဲ့တွေ့ရင်သန္တရာလွန်နေမယ်လားမဒါကြောင့်မလို့ရှေ့ကစကပုံတွေလည်းရှိကြတယ်မဟုတ်လားဘယ်လိုရှိသလဲတဲ့ကုံရှုံးတော့တစ်ခေါက်လင်းကုံရှုံးတော့တစ်သက်မှောက်ရောဆရာကုံမှားတော့တစ်သက်လုံးမှောက်ရောဘာကြောင့်လဲတဲ့ဆရာမှားတွေနဲ့တွေ့လိုက်မှာဆိုလို့ဒါကြောင့်မလို့အဲ့တော့ဥပမာလေးပြောရမှာပေါ့တရားဓမ္မများဘဲကမွေးရင်ဘဲပဲမွေးမယ်ကြက်ကမွေးရင်ကြက်ပဲမွေးမယ်စိတ်ကမွေးရင်စိတ်ပဲမွေးမယ်နွားကမွေးရင်နွားပဲမွေးမယ်လူကမွေးရင်လူမွေးမယ်အဲ့ဒီတော့တရားဓမ္မများဒါဥပမာပြောတာသဘာဝတရားတွေအဲ့ဒီတော့ဥပဇင်းကအလုတ်သမားမဟုတ်လို့တရားဓမ္မများအလုတ်လုံးမှကြိုက်အလုတ်မလုတ်ကတော့တင်မဲ့အပြောသမားဖြစ်ပြီးအပယ်လည်းလုံးမှာမဟုတ်ဘူးအဲ့ဒီတော့တရားဓမ္မများအခုဥပဇင်းအလုတ်သမားဆိုတော့ဘုရားကအသိတလုံးအမြတ်ဆုံးလို့ဒီလိုဟောထားတယ်အသိရှိရမယ်တဲ့အသိရှိရမလားအခုတရားဓမ္မတွေလာပြီးတရားနာတဲ့တရားဓမ္မတွေအခုကိုယ်စိတ်ရင်သိကြမှာပေါ့ဟောဘယ်လိုစိတ်မလဲတဲ့ဘုရားကတော့အတိတ်အနာကပြစ္ဆုတ်ပံကာလသုံးပါးရှိညအိပ်ရင်ဝင်အိပ်ရဝင်အိပ်ရတာလေးဟောနှစ်ဖိုးပေါ်လက်ကလေးတင်ပြီးစဉ်းစားကြဘယ်လိုစဉ်းကျင်မလဲတဲ့ငါသည်အတိတ်ကဘယ်ကလာတော့ဒီလိုစဉ်းကျင်လိုက်အနာကသိရင်ငါဘယ်သွားမလို့ဒီလိုစဉ်းကျင်လိုက်ပြစ္ဆုတ်ပံငါဘာသိတော့ဒီလိုစဉ်းကျင်လိုက်အတိတ်ကအနာဂတ်ပြစ္ဆုတ်ပံရဲ့ကာလသုံးပါးဒီလိုစဉ်းကျင်လိုက်လို့ရှိရင်သိရောအတိတ်ကဘယ်ကလာတော့ဆိုတာဟောဆင်ရင်သိမယ်အနာဂတ်ကိုငါဘယ်သွားမလဲဆိုတာသိပြစ္ဆုတ်ပံကအမှန်မြင်အမှန်သိဗလားဒီလိုစစ်လိုက်ရင်သိအဲ့လိုသိလိုက်လို့အတိတ်ကဘယ်ကလာလို့ဘယ်လာမှမသိအနာဂတ်လည်းငါသိရင်ဘယ်သွားမလဲနတ်ပြည်ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ဇံလည်းမရဘူးဇမ20သွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ဇံလည်းမရဘူးလူပြည်ကိုပြန်နိုင်တဲ့အသိဝိဇ္ဇာဉာဏ်ဇံလည်းမရဘူးဒီလိုမရဘူးဆိုလို့ရှိရင်အနာဂတ်လည်းဘယ်သွားလို့ဘယ်လာရမှမသိဘူးအတိတ်ကလည်းဘယ်ကလာလို့ဘယ်လာမှမသိဘူးပြစ္ဆုတ်ပံလည်းဘာကိုမြင်လို့ဘာသိနေမှလည်းမသိဘူးအဲ့ဒီတော့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါခိအနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါကိုယ်စိတ်ကိုစစ်လိုက်ရင်အတိဆုံးတရားရကြဒါကြောင့်မလို့ကိုယ်စိတ်ကလေးကိုစစ်ကြဥပဇင်းနဲ့ကိုယ်စိတ်ကလေးကိုစစ်လာခဲ့ဒါကြောင့်မလို့ကိုယ်စိတ်ကိုစစ်ရင်အတိဆုံးသူများစိတ်ကိုမစစ်ရဘူးကိုယ်စိတ်ကိုစစ်သူများအပြစ်ကိုမရှုနဲ့ကိုယ်အပြစ်ကိုရှုကိုယ့်အပြစ်ကိုရှုရမယ်လို့ဘုရားကဟောအဲ့တော့ကိုယ်စိတ်ကလေးကိုစစ်လိုက်လို့ရှိရင်သိကြလိမ့်အဲ့တော့ငါသည်အတိတ်ကဘယ်ကလာတော့အရိယသူတော်ကောင်းများအတိတ်ကိုလည်းသိရတယ်ပြစ္ဆုတ်ပံလည်းသိတယ်အနာဂတ်လည်းသိတယ်လာပွာလာဒါတွေလည်းအကုန်သိခဲ့ဘာကြောင့်လဲတဲ့အရိယဆိုတာဘာလဲတဲ့သစ္စာလေးပါးရတယ်ပုဂ္ဂိုလ်အဲ့ဒါပြောတာအဲ့ဒီတော့တရားဓမ္မများလည်းပဲအခုမြောက်ဥက္ကလာဘက်ကတရားဓမ္မတွေကိုယ်စိတ်ကလေးကိုစစ်ကြပါလို့အခုလာရောက်တဲ့တရားဓမ္မတွေကိုပြုတဲ့ကံတော့ကိုရကြမယ်လို့ကိုစောက်လုပ်တဲ့အိမ်ကိုနေကြရမယ်လို့တရားသူကြီးဟာဥနာညော့ဗျာတရားပွဲပြီးရင်ဘယ်ပြန်မလို့ပြီးတော့ဘယ်ကပြန်မယ်ဗျာအခုတရားဓမ္မတွေလဲတရားကြီးရဲ့တရားပွဲပြီးလို့ရှိရင်ကိုယ့်အိမ်လေးကိုပြန်ကြမယ်မဟုတ်လားမှန်ပါတယ်ဗျာကိုယ့်အိမ်ကိုပြန်ကြမယ်နော်မှန်ပါတယ်ဗျာကိုယ့်အိမ်ကိုပြန်တော့ကိုဆောက်လုပ်ထားတဲ့အိမ်ကိုနေရမယ်မဟုတ်လားတရားကြီးမှန်ပါတယ်ဗျာအဲ့ဒီတော့ကိုဆောက်လုပ်ထားတဲ့အိမ်ကိုနေကြရမယ်ကိုပြုတဲ့ကံကိုရမယ်ကိုပြုတဲ့ထားတဲ့အိမ်ကိုနေရမယ်မဟုတ်လားတရားကြီးမှန်ပါတယ်ဗျာအဲ့ဒီတော့ကိုဆောက်လုပ်ထားတဲ့အိမ်ကိုနေကြရမယ်ကိုပြုတဲ့ကံကိုရမယ်ကိုပြုတဲ့ကံကိုရမှာတရားကြီးနော်မှန်ပါတယ်အဲ့ဒီတော့ငါတို့ဟာဖြင့်24နာရီရှိတဲ့အ낵ကဘာကံနေပြုတ်လောက်ကြတော့ဘုရားကတော့ကံနှစ်ကံဟောထားပြီတရားကြီးမှန်ပါတယ်အကုသိုလ်ကံရဲ့ကုသိုလ်ကံရဲ့အကုသိုလ်စိတ်ကဲကုသိုလ်စိတ်ကဲစိတ်ဟောတော့မယ်အဲ့တော့အကုသိုလ်ကံကုသိုလ်ကံအကုသိုလ်စိတ်ကုသိုလ်စိတ်တဲ့ဝိဇ္ဇာရဲ့အဝိဇ္ဇာရဲ့ဘုရားဒီလိုဟောအဲ့ဒီတော့ငါတို့24နာရီရှိတဲ့အ낵ကဘယ်ကံဤများပြုကြတယ်လို့အဝိဇ္ဇာကံဤအဝိဇ္ဇာတဲ့အသိတွေများပြုထားကြသလားကိုပြုတဲ့ကံတော့ကိုရကြလိမ့်အဲ့ဒီတော့ငါတို့24နာရီရှိတဲ့အ낵ကဘယ်ကံဤပြုထားကြတော့ဆိုကိုယ်စိတ်လေးကိုစစ်ကြအဲ့ဒီတော့
ဖယားကတော့ဟောထားတယ်အကုသိုလ်ကံကုသိုလ်ကံတဲ့အခုတရားဓမ္မများမနုဿတဒုံလဘအရာကဲသောတရားလူရဲလို့ဖြစ်လာလူရဲလို့ဖြစ်တာဘာကံကြောင့်ဖြစ်တယ်လဲဆိုတာအတိတ်ကဒါနကုသိုလ်ကံစေရနာသီလကုသိုလ်ကံစေရနာဘာဝနာကုသိုလ်ကံစေရနာအဲ့ဒီစေရနာတွေကြောင့်အခုလူရဲလို့ဖြစ်လာဒါနကုသိုလ်ကံစေရနာသီလကုသိုလ်ကံစေရနာကြောင့်လူဖြစ်လာကြအသက်ကြီးတွေရှေးပေးတာကဘယ်စေရနာကံကြောင့်လဲသီလကုသိုလ်ကံစေရနာအခုလူချင်းမတူပေတဲ့9000ရှိတယ်3သိန်းရှိတယ်1000ရှိတယ်2000ရှိတာအတိတ်ကဒါနကုသိုလ်ကံစေရနာကြောင့်အသက်ကြီးရှိတာကသူအတိတ်ကာလတုန်းကသီလကုသိုလ်ကံစေရနာကြောင့်အဲ့ဒီတော့အကုသိုလ်ကံကုသိုလ်ကံယအကုသိုလ်ကံကုသိုလ်ကံကုသိုလ်ကံအရှိန်အခုတော့လာရောက်တဲ့တရားဓမ္မတွေဒါနကုသိုလ်ကံအရှိန်သီလကုသိုလ်ကံအရှိန်ကုန်ပြီဆိုလို့ရှိရင်ပြန်နတ်ပြည်ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရကြပါလားဗြဟ္မာ20ခုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရကြပါလားနိဗ္ဗာန်ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရကြပါလားဒီလိုမှမရလို့ရှင်ဘယ်သွားကြကုသိုလ်ကအရှင်ကုန်လို့ရှိရင်ဖြင့်ကိုယ်အိမ်လေးကိုပြန်ရအောင်မယ်မဟုတ်လားကိုယ်အိမ်လေးကိုပြန်ရမှာကတော့စိတ်သာချပါဗျာနောက်ကြတော့မှကိုယ်အိမ်ကိုပြန်ရမယ်စိတ်တွေကိုခွဲပြအောင်မယ်ကိုယ်အိမ်ကိုမပြန်တဲ့စိတ်ကိုယ်အိမ်ကိုပြန်တဲ့စိတ်အကုသိုလ်စိတ်ကုသိုလ်စိတ်အဲ့ဒီစိတ်တွေကိုခွဲပြမယ်အဲ့ဒီတော့စာလို့တော့တင်းညိုသမားတွေတော့လောရမှုစိတ်ဒေါသမှုစိတ်တော့မလုပ်တတ်ပါဘူးဗျာအဲ့ဒီတော့ဘာသာလို့စိတ်တွေကိုခွဲပြမယ်ဥပဇင်းတို့ကခန္ဓာမှာရှာထားတဲ့အသိဝိဇ္ဇာညာစိတ်ကလေးတွေကိုပြောခြင်းလို့ဒါကြောင့်မလို့စိတ်ကလေးတွေပြောလို့ရှိရင်စာမတတ်တဲ့ပုံကိုယ်တွေဘာသာလို့ပြောရင်ဘာသာလို့သိလိမ့်မယ်အဲ့ဒီတော့နောက်ကြတော့မှစိတ်တွေခွဲမယ်အဲ့ဒီတော့တရားဓမ္မများကိုယ်စိတ်ကိုယ်စိတ်ရင်သိကြအဲ့ဒီတော့အခုမနုဿတဒုံလဘရာခဲသောတရားလူရဲလို့ဖြစ်တဲ့ကုသိုလ်ကံအရှိန်ဒါနကုသိုလ်ကံအရှိန်သီလကုသိုလ်ကံအရှိန်ကံပေါ်လာဟောလူဖြစ်တော့တဲ့ကံကုန်တော့မယ်အခုတရားဓမ္မများ12နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်လာရောက်တဲ့တရားတွေဓမ္မတွေ12နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်တစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်နှစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်3နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်4နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်9နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်6နာရီထိုးနေဝင်မယ်အခုကုသိုလ်ကအရှိန်မကုန်သေးဘူးကုသိုလ်ကအရှိန်မကုန်သေးလို့ကျင့်ညာအထုတ်ရင်အထုတ်ယုံနာကိုမြင်ရင်မြင်ယုံနာကိုသိရင်သိပညာပရမတ်ကိုကွဲရင်ကွဲနာဣအာယုံကြောင့်ဥပါဒံခန္ဓာ၅ပါးကိုမြင်ရင်မြင်မမြင်တဲ့ပုဂ္ဂိုလ်မှန်သမျှကတော့တရားဓမ္မများစိတ်သာချတာပါလေဘာကြောင့်လဲတဲ့သေဂာနိဆဲမှာတချို့ရတယ်ဘာတွေအားကိုးကြလဲဓမ္မတာတွေအားကိုးတယ်ဓမ္မတာတဲ့သာသနာတဲ့ဓမ္မတာဆိုတဲ့ဥစ္စာကသမုဒိသစ္စာသာသနာဆိုတာကပရမသစ္စာဓမ္မတာဆိုတဲ့ပုဂ္ဂိုလ်ကဘာလဲတဲ့တချို့ဥပဇင်းတို့လည်းအတိတ်ကမသိခဲ့ပါဘူးဗျာအတိတ်ကမသိခဲ့တော့ဥပဇင်းအားကိုးလာခဲ့ဘယ်ဟာတွေအားကိုးလဲတဲ့ဥပဇင်းကအတိတ်ကလာတော့ကဥပုပ်တော်မဆောက်ဘူးဥပုပ်ဆောက်မှာတိတ်ပြီးတော့စိုးတယ်ဗျထမင်းစာမှာကြောက်လို့အဲ့တော့ဥပုပ်ဆိုတာသီလာဝေးရောဥပုပ်မဆောက်ပေနဲ့တဲ့ဥပဇင်းကအလှူကတော့လှူခဲ့တယ်ဗျဥပဇင်းကအတိတ်ကလာကြောင်းတကာဖြစ်ခဲ့ဥပဇင်းတို့အမြင်ပညာကဘာလဲတဲ့နှောကုန်းကတဲ့အခုသဲရင်ဆိုတာကလည်းအမြင်ပညာပါပဲလို့အတိတ်ကလာတော့ကဥပဇင်းဟာနှောကုန်းဆိုတဲ့ဥစ္စာအမြင်ပညာကရှိကြောင်းကြီးကြောင်းလေးဆိုတာရှိတယ်ဥပဇင်းကကြောင်းလေးကကြောင်းတကာပါပဲအဲ့ဒီတော့ကြောင်းတကာဖြစ်ပြီးတဲ့ကြောင်းသွားတယ်မသွားပါဘူးဥပဇင်းရဲ့ဆရာကဟေးတကားဒီပုံဒီနည်းဘယ်လောက်ကုန်မဲဆိုပေးတခါတော့ငွေပို့ကြငွေပို့လိုက်တော့တကားကြီးကြောင်းပြီးပြန်ပြီဘယ်လောက်ကုန်ပြီကြောင်းပြီးပြီလာရေစက်ချပြီးပါပြီဖေဟာရေစက်ချပုံဖုန်းကြီးနဲ့စကားပြောမှာတိတ်ကြောက်အဲ့တော့လှူရတော့နင်လားကလားလှူခဲ့ပါတယ်လို့ဥပဇင်းလည်းအတိတ်ကလာတော့ကဒါနတွေအားကိုးခဲ့ဒါနတွေအားကြီးအားကိုးတာငါကြောင်းကြီးဆောက်ထားတာပဲငါလှူလိုက်တဲ့ဥစ္စာဟာဖြင့်အားကြီးလှူခဲ့တယ်ရှင်နေပြုတ်ခဲ့တာလေငါတည်းပဲကိတ္တိမသားတွေငါရှင်ပြုတ်ခဲ့တဲ့ဥစ္စာဥပဇင်းကအတိတ်ကလာတော့ကတောထွက်ကြီးကိုဗျတောထွက်ဆိုတော့ဥပဇင်းကအတိတ်ကလာတော့ကလောဘကလည်းအနံ့ကြီးတယ်ဗျတရားဓမ္မတွေအတိတ်အကြောင်းပြန်ပြောတာပါဗျာလောဘကတော်တော်ကြီးတယ်ဘာကြောင့်လောဘကြီးတယ်လဲတဲ့အတိတ်ကလာတော့ကဥပဇင်းကသူများကဓမ္မတယောက်ရဥပဇင်း၄ယောက်တောင်ယူထားတယ်ဒီလောက်လောဘကြီးတယ်ဒါကြောင့်မို့တောထွက်ကြီးပါလို့ပြောတာအဲ့တော့လောဘကလည်းအနံ့ကြီးတယ်ဗျ
လောဘကြီးတော့မသိခင်တုန်းကတော့လောဘကြီးခဲ့တာပေါ့လေအဲ့တော့အတိတ်ကာလတုန်းကဥပဇင်ဟာအလှူလေးလဲလှူခဲ့တယ်အားကိုးနေတဲ့ဥစ္စာဥပဇင်ဟာကထိန်နေလဲတယောက်တည်းခင်းရမှာသူများခင်းတာကိုတိမဲ့အများဘုံခင်းတာကိုမကြိုက်ဘူးတယောက်တည်းခင်းခဲ့တယောက်တည်းဒီလောက်အလှူကြီးတွေပေးခဲ့ပါဒါဒီအားကိုးခဲ့တယ်ဥပဇင်ကထိန်ခင်းတာဒီအားကိုးခဲ့တယ်ကျောင်းကြီးတွေစောက်တာတွေအားကိုးခဲ့တယ်သားကိတ္တိမှာသားတွေသူများသားတွေကိုရှင်ပြုတ်တာတွေဒါတွေအားကိုးခဲ့တယ်ဥစဉ်အားကိုးခဲ့တာပြောတာနော်အဲ့တော့အတိတ်ကာလတုန်းကဒါနကိုအားကိုးခဲ့တယ်သီလကိုအားကိုးခဲ့တယ်ဒါတွေပဲအားကိုးခဲ့တယ်ဥစဉ်အားကိုးခဲ့တယ်အတိတ်ကာလတုန်းမသိခင်တုန်းကတော့ဒါတွေအားကိုးတယ်သိလာတော့မဟုတ်ဘူးဆိုတာသိလာဘယ်လိုသိလာတဲ့ဒါနလည်းအာမကိုဘူးသီလလည်းအာမကိုဘူးခန္ဓာကိုအားကိုးတော့တယ်ဘုရားကတော့ဘယ်လိုဟောထားလဲဘုရားကိုအားကိုးရမယ်တရားကိုအားကိုးရမယ်သံဃာကိုအားကိုးရမယ်အတိတ်ကာလတုန်းကဥပဇင်အတိတ်ကာလအားကိုးတာ46နှစ်လုံးအားကိုးခဲ့တာကဒါနတွေကိုလည်းအားကိုးခဲ့တယ်သီလကိုလည်းအားကိုးခဲ့တယ်ဒါပဲအားကိုးခဲ့တယ်ဗျဥပဇင်အားကိုးခဲ့တာဘုရားကတော့မင်းအားကိုမှားနေပြီတဲ့မင်းအားကိုးရမှာကဘာကိုအားကိုးရမလဲတဲ့ဘုရားကိုအားကိုးရမယ်တရားကိုအားကိုးရမယ်သံဃာကိုအားကိုးရမယ်ဥပဇင်အတိတ်ကာလတုန်းကဘုရားပြောတဲ့စကားကိုနားမထောင်ခဲ့ဘူးဘာကိုအားကိုးလဲတို့လှူထားတာဘယ်သွားမလဲလို့ဒီလိုယူတာဒီလိုလှူယူဆခဲ့ဒါနကအပယ်လေးပါပို့တာမှမဟုတ်ဘဲနဲ့သီလကလည်းအပယ်လေးပါပို့တာမဟုတ်ဘူးသမထကလည်းအပယ်လေးပါပို့တာမဟုတ်ဘူး तू ကကံတရားတွေဓမ္မတာအလုပ်တွေကံပေါ်တဲ့တရားတွေဘယ်တော့မှ तू ကအပယ်လေးပါကိုပို့တဲ့ကံမဟုတ်ဘူး तू ကလူချမ်းသာဖြစ်မယ်နတ်ချမ်းသာဖြစ်မယ်သမထကုသိုလ်ကံစေရနာကတော့ဘယ်ကိုသွားမလဲသမထကုသိုလ်ကံကဗြဟ္မာ20ကိုသွားမယ်သူတို့ကအပယ်သွားစီတတ်တဲ့ကံမဟုတ်ဘူးအပယ်လေးပါသွားစီတတ်တဲ့ကံကဘယ်ကံများရှိတယ်လဲမိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိအမြင်အသိအယူမှာအမှားမှာအစွဲမှာကမိစ္ဆာဒိဋ္ဌိကအပယ်ပို့လိုက်တာပဲအကုသိုလ်စိတ်ကုသိုလ်စိတ်ဖခင်နှစ်စိတ်ပဲဟောအဲ့တော့ဒါနကလည်းအပယ်မပို့ပါဘူးသီလကလည်းအပယ်မပို့ပါဘူးသမထကလည်းအပယ်မပို့ပါဘူးပို့အပယ်လေးပါပို့တာကဘာလဲတဲ့အယူမှားအမှားမှာအစွဲမှာကဘာလာစမ်းတည့်တဲ့ကစွဲလာတဲ့အစွဲယောက်ျားမိန်းမငါသူတစ်ပါးတဲ့ခုနတရားတောင်းတဲ့ပုဂ္ဂိုလ်ကငါသမီးငါသားငါဥစ္စာငါပစ္စည်းငါလှင်းငါနွားငါကြွယ်ငါလဲငါအိမ်ငါတိုင်ငါကာငါစိန်ငါရွှေဒါတွေစွဲအဲ့ဒါကအပယ်ပို့ရတာဒါနကမပို့ပါဘူးသီလကလည်းမပို့ပါဘူးသမထကလည်းအပယ်မပို့ပါဘူးအပယ်လေးပါပို့တဲ့ကံကဘာကံလဲတဲ့ဥပဇင်အတိတ်ကာလတုန်းက46နှစ်လုံးအပယ်လေးပါကိုဒါနမှုကုသိုလ်ကံစေရနာတွေကတော့ပြုပါရဲ့ဗျာဒါနမှုကုသိုလ်ကံစေရနာတွေကယံကာဥပဇင်ပြုကျောင်းကြီးတွေလည်းဆောက်ခဲ့တယ်ကျောင်းကြီးတွေလည်းဆောက်ခဲ့တယ်အလှကြီးတွေလည်းပေးခဲ့တယ်ကထိန်တွေလည်းခင်းခဲ့တယ်ကိတ္တိမှာသားတွေလည်းနင်လားငါလားရှင်ပြုခဲ့တယ်ဒါတွေကိုဒါနပဲပေါ့အားကိုးတယ်ဒါကြောင့်မလို့အခုပြစ္ဆုတ်ပံသိလာတဲ့အချိန်ခါကျတော့ဩငါအတိတ်ကာလတုန်းကဘာကိုအားကိုးခဲ့သလဲအတိတ်နဲ့အနာဂတ်ကိုငါအားကိုးခဲ့ပါလားမရှိပညာကြီးငါအားကိုးခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကတော့အတိတ်ဆိုတာကပြတ်သွားတဲ့ယုံနောက်ထပ်အသစ်တစ်ဖန်မဖြစ်တဲ့မရောက်သေးသောအနာဂတ်စိတ်ဆိုတာမဲ့မရောက်သေးဘူးတဲ့လှမ်းပြီးတော့မမျောနဲ့မျောလိုက်ပြီဆိုရင်မရှိပညာတဲ့အတိတ်ဆိုတာပြတ်သွားတဲ့ယုံတဲ့နောက်ထပ်အသစ်တစ်ဖန်မဖြစ်တော်ဘူးတဲ့မရောက်သေးသောအနာဂတ်စိတ်ဆိုတာကမဲ့လှမ်းပြီးတော့မမျောနဲ့ကာမပေါ်သေးဘူးတဲ့ကာမပေါ်သေးပဲနဲ့လှမ်းပြီးအာယုံပြုတ်လိုက်ပြီဆိုရင်ပညာအာယုံပြုတ်လိုက်ပြီးမိစ္ဆာဒိဋ္ဌိအယူဖြစ်သွားပြီတဲ့ပညာအာယုံဖြစ်သွားပြီမင်းပြစ္ဆုတ်ပါအမှန်ကိုအမှန်မြင်အမှန်သိရမယ်တဲ့ဥပဇင်အတိတ်ကသိလာခဲ့တဲ့အသိကတော့အတိတ်နဲ့အနာဂတ်ပဲသိတယ်ငါလှူထားတာပဲငါဘယ်သွားမလဲနတ်ပြည်သွားမှာပေါ့လူချမ်းသာဖြစ်မှာပေါ့လို့ဒီလိုယူဆခဲ့ဒီလိုယူဆခဲ့တယ်ဥပဇင်ယူဆခဲ့အဲ့တော့ကိုယ်စိတ်တွေကို20လအယုကြည်ကြည်အေးခန်းလူသေးသေးမသေးတရားရဆိုပြီးတော့ကျင့်လိုက်တဲ့ချိန်ကစိတ်ကလေးတွေသိလာတော့အောက်မလီကြောက်အားကြောက်တော့ဘာကြောင့်လဲတဲ့အတိတ်က46နှစ်လုံးသိလာတဲ့အသည့်တွေဟာဖြင့်လှူခဲ့တဲ့ဒါနကုသိုလ်ကံစေရနာဒါတွေကတော့များခဲ့ပါရဲ့
အပယ်လေးပါပို့တဲ့ကံဒီကအမလီလှီဒီလှဲဒီသင်္ဘောတွေနဲ့တင်းလို့မကုန်နိုင်ဘူးအဲ့ဒီတော့ဥပဇင်အတိတ်ကာလတုန်းကအပယ်လေးပါသွားတဲ့ကံဒီဖြစ်နေတဲ့ကံဒီကအကုသိုလ်ကံအပယ်လေးပါကြမဲ့ကံဒီကဖြစ်နေတဲ့ဥစ္စာ24နာရီရှိလောက်တဲ့အ내ကဒါနာမှုလေးကတော့ယံကာသီလာမှုလေးကတော့ယံကာဒါပဲအကုသိုလ်ကအပယ်လေးပါသွားတဲ့ကံဒီကတော့24နာရီရှိတဲ့အ내ကဒင်ပြည့်ချက်ပြည့်ဘယ်လိုဒင်ပြည့်ချက်ပြည့်လဲတဲ့24နာရီရှိတဲ့အ내ကဥပဇင်ဟာ46နှစ်လုံးကံနေပြုတ်လာခဲ့တဲ့ဥစ္စာဟာဖြစ်အကုသိုလ်ကံအပယ်လေးပါကြမဲ့ကံဒီဟာလှေဒီလှဲဒီသင်္ဘောဒီလေမြန်နေယထာတွေနဲ့တင်းလို့မကုန်ခဲ့ဘူးဘယ်လိုကံနေပြုတ်ခဲ့သလဲတဲ့အဲ့တော့ဥပဇင်46နှစ်လုံးကံနေပြုတ်ခဲ့တယ်ဘယ်ကံနေပြုတ်ခဲ့သလဲဥပဇင်ဘုရားကတော့ဘယ်လိုဟောတာလဲမဲအတိတလုံးအများဆုံးအတိတလုံးအများဆုံးနဲ့အတိတလုံးနဲ့အများဆုံးဆိုတော့ဥပဇင်ဟာအတိတ်ကလည်းမသိတဲ့ဟာတွေသိလားမရှိတဲ့ဟာတွေသိလားရှိတာကိုမသိရမယ်မရှိတာကိုမသိနဲ့ရှိတာကိုသိမှအမှန်တရားတဲ့ဥပဇင်အတိတ်ကလည်းတော့သိလာတာကမရှိတဲ့တရားတွေသိခဲ့တယ်ဗျာဘယ်လိုတရားတွေသိခဲ့တယ်လဲတဲ့မရှိတဲ့ပညာတရားတွေဖြစ်လာခဲ့ပါတယ်လို့46နှစ်လုံးဟာဥပဇင်ဟာတကား6ပေါက်အာယုံ6ပါးဟာဖြင့်မြင်လာတဲ့အမြင်တွေဟာအတိတ်ကလာတော့ကနော်မြင်လာတဲ့အမြင်တွေဟာဘယ်လိုမြင်ခဲ့သလဲတဲ့မျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကားကိုယ်တကားမနှောတကားအပယ်လေးပါသွားမဲ့ကံတွေဖြစ်နေတာမသိခဲ့ဘုရားကလည်းဟောထားတယ်မမြင်အပ်တဲ့တရားကိုမမြင်နဲ့တဲ့မသိအပ်တဲ့တရားကိုမသိနဲ့မြင်အပ်တဲ့တရားကိုမြင်နဲ့သိမမြင်အပ်တဲ့တရားမမြင်နဲ့တဲ့မကြားအပ်တရားကိုကြားတဲ့သိအပ်တဲ့တရားကိုသိတဲ့နာအပ်တဲ့တရားနာနဲ့သိအပ်တဲ့တရားသိစားအပ်တဲ့တရားကိုစားတဲ့သိအပ်တဲ့တရားသိတဲ့မမြင်အပ်တဲ့တရားမမြင်နဲ့တဲ့မကျက်အမြင်အသိတွေဖြစ်လာခဲ့အပယ်လေးပါကြမဲ့ကံတွေဟာတရတကြီးခံစားလာခဲ့ဘာကြောင့်လဲတဲ့အတိတ်ကာလတုန်းကအမှားတွေမြင်ပြီးအမှားတွေသိပြီးဒုက္ခဝေဒနာဒုက္ခဝေဒနာလည်းမသိခဲ့ဘူးဝေဒနာမှလည်းမသိခဲ့ဘူးနာယုတ်ကိုလည်းမသိဘူးယုံနာကိုလည်းမသိဘူးပညာပရမတ်လည်းမကွဲခဲ့ဘူးဥပါဒံဤခန္ဓာ၅ပါးကိုလည်းမသိခဲ့ဘူးမသိခဲ့တော့မျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကားကိုယ်တကားမနှောတကားတကား6ပေါက်ကအာယုံ6ပါးကိုဖြစ်ခဲ့တဲ့အကုသိုလ်ကအပယ်လေးပါကြမဲ့ကံတွေကိုလှေဒီလှဲဒီသင်္ဘောတွေနဲ့လေမြန်နေနဲ့တင်လို့မကုန်နိုင်တဲ့ကံတွေဖြစ်ခဲ့တယ်ဘယ်လိုဖြစ်ခဲ့သလဲတဲ့ဒီကံတွေကိုပြောပြဥပဇင်ဟာ46နှစ်လုံးဟာဖြင့်ဒါကြောင့်မလို့တရားဓမ္မများစိတ်တွေကိုအခုပြောတာနော်အဲ့ဒီတော့ဥပဇင်စိတ်တွေလိုများတရားဓမ္မတွေဖြစ်နေလို့ရေစုံမျောတော့မယ်စိတ်သာချတော့အဲ့ဒီတော့46နှစ်လုံးဟာဥပဇင်ဖယားမကြိုက်တဲ့အသည့်တွေကိုသိလာပြီးတော့ဖြစ်ခဲ့တဲ့စိတ်တွေဟာကိုဘယ်လိုစိတ်တွေဖြစ်ခဲ့သလဲဆိုတဲ့ဥစ္စာတရားဓမ္မများစိတ်တွေကိုပြောတော့မယ်အဲ့ဒီတော့အမြင်အသည့်တွေကိုမရှိတဲ့တရားတွေကိုမြင်ခဲ့တယ်မရှိတဲ့တရားတွေသိခဲ့တယ်ဖယားကတော့မြင်အပ်တဲ့တရားမြင်သိအပ်တဲ့တရားသိလို့ဥပဇင်အတိတ်က46နှစ်လုံးဟာမမြင်အပ်တဲ့တရားတွေမြင်ခဲ့တယ်မသိအပ်တဲ့တရားတွေသိခဲ့တယ်ဓမ္မတာအသိဓမ္မတာအမြင်တွေဓမ္မတာအလုပ်တွေသာသနာအလုပ်ကိုမလုပ်ခဲ့ဘူးဓမ္မတာပဲပျော်ခဲ့ဘယ်လိုပျော်ခဲ့သလဲတဲ့ဓမ္မတာအမြင်ဆိုတော့ဥပဇင်မြင်ခဲ့တဲ့အတိတ်ကာလတုန်းကမြင်ခဲ့တဲ့အမြင်တကား6ပေါက်အာယုံ6ပါးဟာဖြင့်မျက်စိနဲ့အကြောင်းအားလျော်စွာတိုက်ခိုက်လိုက်တဲ့အချိန်ခါမှာမျက်စိနဲ့မြင်လိုက်တယ်ယုံလည်းမသိဘူးနာလည်းမသိဘူးဖြစ်တာပြက်တာသဘာဝသစ္စာသဘောတရားအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ဥပါဒံခန္ဓာ၅ပါးလည်းမမြင်ခဲ့မမြင်ခဲ့တော့ဘယ်လိုမြင်လဲတဲ့မျက်စိပေါက်ကနေပြီးဘယ်လိုမြင်ခဲ့လဲဒကမာလေးမြင်တော့ဒကမာလေးသွားသိချောတာလေးမြင်တော့ချောတာလေးသိအဲ့ဒီလိုသိရတယ်ဗျအဲ့ဒီလိုအများသိနေလို့ကြောင့်ဥပဇင်46နှစ်လုံးအဲ့ဒီတော့ကသိလို့ချင်းလေးဘက်ထောက်ပြီးမိုးကြောက်ခိုင်းရမှာဘာကြောင့်လဲတဲ့မရှိတာကြီးသွားသိတာကိုဒကမအမြင်ဒကမသိຢာကဖြစ်သွားမှာပေါ့ဒီစိတ်တွေဖြစ်ကုန်ပြီအဲ့ဒါဘာလဲတဲ့စိတ်ကိုဟောတာနော်အဲ့တော့တရားဓမ္မများဥက္ကလာမြောက်ပိုင်းကတရားဓမ္မတွေဒါမသိသူကြော်သွားသိသူဖော်စားပဲဘာကြောင့်လဲတဲ့စိတ်တွေကိုဟောတာအခုဘာကြောင့်လဲတဲ့ဥပဇင်အတိတ်က46နှစ်လုံးဟာမြင်ခဲ့တဲ့အမြင်တွေဟာဖျားမကြိုက်တဲ့အမြင်တွေအသိတွေဒီလိုမြင်ခဲ့တယ်မျက်စိနဲ့မြင်လိုက်တဲ့အခါ
ဖြစ်လာလိုက်တဲ့စိတ်တွေဟာဖြင့်ပရိစ္ဆသမုပ္ပါလဲကြဘယ်လိုလဲတယ်လဲတဲ့စိတ်တွေဖြစ်ပုံနေနော်ဘုရားကစိတ်ပဲဟောတယ်ပြည့်ပြဟာဟောတာမဟုတ်ဘူးစိတ်ပဲဟောတော့ဥပဇင်46နှစ်လုံးလုံးဖြစ်ခဲ့တဲ့စိတ်တွေဟာဘဝတွေအမျိုးမျိုးပြောင်းပြီးတော့စိတ်တွေဖြစ်ခဲ့တဲ့စိတ်တွေဟာကိုပြောပြပရိစ္ဆသမုပ္ပါဖြစ်လာတဲ့စိတ်တွေဘယ်လိုဖြစ်တယ်လဲတဲ့မျက်စိနဲ့မြင်လိုက်တဲ့အချိန်ခါတက္ကမလေးမြင်တော့တက္ကမလေးသိလိုက်တယ်တက္ကမလေးမြင်တော့တက္ကမလေးသိလိုက်တယ်တက္ကလေးမြင်တော့တက္ကလေးသိလိုက်တယ်ခွေးကိုမြင်တော့ခွေးကိုသိလိုက်တယ်ဝက်ကိုမြင်တော့ဝက်ကိုသိလိုက်တယ်ကြက်ကိုမြင်တော့ကြက်ကိုသိလိုက်တယ်ဘဲကိုမြင်တော့ဘဲကိုသိလိုက်တယ်ရေမြင်တော့ရေကိုသိလိုက်တယ်ငါးတွေမြင်တော့ငါးတွေလို့သိလိုက်တယ်ကားကြီးမြင်တော့ကားကြီးရဲ့လို့သိလိုက်တယ်တိုက်မြင်တော့တိုက်ကိုသိလိုက်တယ်မြေကြီးမြင်တော့မြေကြီးသိလိုက်တယ်ကြောက်စင်းတို့ဖရာကြီးမြင်တော့ကြောက်စင်းတို့ဖရာကြီးသိလိုက်တယ်ငမိုးရိပ်ဖရာမြင်တော့ငမိုးရိပ်ဖရာရဲ့လို့သိလိုက်တယ်ကဘာအေးဖရာမြင်တော့ကဘာအေးဖရာရဲ့လို့သိလိုက်တယ်ရွှေတကုံဖရာကိုမြင်တော့ရွှေတကုံဖရာရဲ့လို့သိလိုက်တယ်ဥပဇင်အတိတ်ကမြင်ခဲ့တာနော်ဖရာကဒီလိုမမြင်နဲ့တဲ့မင်းမရှိတာကြီးမြင်နေတယ်မင်းမျက်စိဘောက်ကနေပြီးတော့မင်းမရှိတဲ့တရားကြီးကိုမင်းပညာအာယုံပြုတ်နေပြီတဲ့မင်းကြိုက်နေတဲ့အစင်းလေးကိုမြင်လိုက်တော့သာယာမှာပေါ့ကွာတဲ့မကြိုက်မနေတဲ့အစင်းလေးကိုမြင်လိုက်တော့မင်းမကြည့်ကျင်တဲ့စိတ်ဖြစ်သွားမှာပေါ့တဲ့ຢာကစိတ်နဲ့ဒေါသစိတ်ဖြစ်ကုန်ပြီတဲ့မင်းမရှိတရားကိုသွားပြီးအာယုံပြုတ်လိုက်တာကိုတဲ့မရှိတာကြီးကိုမင်းသွားပြီးထင်လိုက်တယ်တဲ့မြင်လိုက်တယ်တဲ့သိလိုက်တယ်တဲ့မင်းဒီလိုမြင်နေပြီဆိုလို့ရှိရင်ကွာတဲ့မင်းသေလို့ရှိရင်မင်းအဲ့ဒါသူများကတော့မင်းမပြောရပါဘူးတဲ့မင်းဖာမင်းရက်ပြီးတော့လေးဘက်ထောက်ပြီးတော့မင်းမိုးကြော့ခိုင်းပြီးအပယ်လေးပါခွေးရဝက်ကဲနွားရရေထဲကငားရအဲ့ဒါဖြစ်တယ်ဒီလိုမြင်နေရင်တဲ့ဒီလိုမြင်ရင်စိတ်သာချတော့တဲ့ဥပဇင်အတိတ်ကမြင်ခဲ့တဲ့အမြင်လေးနော်သူများမြင်တာတော့မသိပါဘူးဘယ်လိုမြင်နေတယ်လဲတော့ဥပဇင်မြင်တာပြောတာအဲ့တော့အတိတ်က46နှစ်လုံးလုံးမြင်ခဲ့တဲ့အမြင်လေးပြောပြပါတယ်ဗျအဲ့ဒါအကုသိုလ်ကံနေဖြစ်နေတာအပယ်လေးပါကြမယ်ကံနေဗျအဲ့ဒါပရိစ္ဆသမုပ္ပါဖြစ်ပြနေတဲ့စိတ်တွေဗျဘယ်လိုဖြစ်ပြနေသလဲတဲ့မျက်စိပေါက်ကပရိစ္ဆသမုပ္ပါတွေဖြစ်နေတာတက္ကမမြင်တော့တက္ကမစိတ်တက္ကမြင်တော့တက္ကစိတ်ခွေးမြင်တော့ခွေးစိတ်ဝက်မြင်တော့ဝက်စိတ်ငါမြင်တော့ငါစိတ်ရေမြင်တော့ရေစိတ်သစ်ပင်မြင်တော့သစ်ပင်စိတ်ဖုံကြီးမြင်တော့ဖုံကြီးစိတ်သီလရှင်မြင်တော့သီလရှင်စိတ်ချောတာလေးမြင်တော့ချောတယ်လို့စိတ်လှတာလေးမြင်တော့လှတယ်လို့စိတ်မချောတာမြင်တော့မချောတယ်စိတ်ဒီဖြစ်ကုန်ပြီဒီစိတ်ကြပါလေအဲ့ဒါအပယ်သွားမဲ့စိတ်အဲ့ဒါဒီစိတ်ကြပါလေတဲ့စိတ်ဓာတ်သင်္ခါရခေါ်တယ်မျက်စိပေါက်ကနေပြီးပရိစ္ဆသမုပ္ပါကြီးစိတ်ကြီးဖြစ်နေတဲ့ဥစ္စာခန္ဓာ၅ပါးတွေဖြစ်နေတာຢာကခန္ဓာဒေါသခန္ဓာမောဟခန္ဓာဒီခန္ဓာတွေကကဲလွတ်နိုင်ပါအောင်မလားလူသေးလို့လူဖြစ်ပါအောင်မလားဘယ်တော့မှမဖြစ်ဘူးသားမှဘာကြောင့်လဲတဲ့မျက်စိပေါက်ကနေပြီးတော့စိတ်ဓာတ်သင်္ခါရစိတ်ကြီးဖြစ်ပြနေတဲ့စိတ်တွေဟာမလီဖြစ်လေစိတ်တွေအတိလည်းမရှိဘူးမျက်စိပေါက်ကနေပြီးຢာကနဲ့ဒေါသပဲဖြစ်တယ်မျက်စိပေါက်ကဖြစ်သေးသလားတဲ့နားပေါက်ကလည်းဖြစ်သေးဗျဘယ်လိုစိတ်တွေဖြစ်လဲစိတ်ဓာတ်သင်္ခါရဆိုတာဖြစ်ပြနေတဲ့စိတ်တက္ကမအတန်လေးကြားလိုက်တော့တက္ကမအတန်ရဲ့လို့သိလိုက်တဲ့စိတ်တက္ကအတန်ကြားတော့တက္ကအတန်သိလိုက်တဲ့စိတ်ခွေးသံကြားတော့ခွေးသံရဲ့လို့သိလိုက်တဲ့စိတ်ဝက်သံကြားတော့ဝက်သံရဲ့လို့သိလိုက်တဲ့စိတ်လေဒီအိုသံလေးကြားတော့လေဒီအိုသံရဲ့လို့သိလိုက်တဲ့စိတ်လေဒီအိုသံနဲ့ဘုံမှုအတန်ကြားတော့ဘုံမှုအတန်ရဲ့လို့သိလိုက်တဲ့စိတ်ဝက်သံကြားတော့ဝက်သံလို့သိတဲ့စိတ်ကားသံကြားတော့ကားသံရဲ့လို့သိတဲ့စိတ်ဟောဒီစိတ်တွေဖြစ်နေကြအသာနဲ့နားနဲ့ထိမှလိုက်ရုပ်လည်းမသိဘူးနားလည်းမသိဘူးဝေဒနာမှလည်းမသိဖြစ်တာပြက်တာသဘာဝသစ္စာသဘောတရားမသိတော့နားပေါက်ကနေပြီးအသာပေါ်မှာလည်းစိတ်ဓာတ်သင်္ခါရတွေဖြစ်နားပေါက်ကဖြစ်သေးလားတဲ့အပယ်လေးပါးကြမဲ့ကံတွေဖြစ်သေးတယ်မဟုတ်သေးဘူးနှာခေါင်းကဖြစ်သေးဘယ်လိုဖြစ်လဲတဲ့မွေတာလေးနာတော့မွေတယ်လို့သိတဲ့စိတ်ချင်းစောနာတော့ချင်းစောနာတယ်လို့သိတဲ့စိတ်ဟောင်းစောနာတော့ဟောင်းစောနာတယ်လို့သိတဲ့စိတ်ပုတ်စောနာတော့ပုတ်စောနာတယ်လို့သိတဲ့စိတ်ဒီစိတ်တွေဖြစ်ပြန်ပြီအနတ်ပေါ်မှာရုပ်လည်းမသိဘူးနာလည်းမသိဘူးဝေဒနာမှမသိဘူးအကြောင်းတရားအကျိုးတရားဒုက္ခသစ္စာမှမသိဘူးမသိတော့အဲ့ဒီအနတ်ပေါ်မှာဥပါဒံတရားတွေဖြစ်ပြီးတော့စိတ်ဓာတ်သင်္ခါရတွေဖြစ်ကုန်အနတ်ပေါ်ကနေပြီးတော့အပယ်ကြပြန်စိတ်တွေဖြစ်တာအဲ့ဒါဥပဇင်ကြခဲ့တာပြောတာတော့46နှစ်လုံးအဲ့ဒီတုန်းကများသေလို့ရှိရင်ဥပဇင်တော့ရေစုံမျောရောဘာကြောင့်လဲတဲ့များကြီးဖြစ်မှာကရေထဲကငါဖြစ်အဲ့တော့ဥပဇင်ဟာနှာခေါင်းကလည်းဖြစ်ခဲ့နှာခေါင်းကဖြစ်သေးလားတဲ့မဟုတ်သေးဘူးပါးစပ်ကဖြစ်အောင်ပါးစပ်ကဘယ်လိုဖြစ်တယ်လဲတဲ့
ကျက်သားဟင်းလေးစားတော့ကျက်သားဟင်းရဲ့လို့သိတဲ့စိတ်ချိုးတာလေးစားတော့ချိုးတယ်လို့သိတဲ့စိတ်ငါနာစားတော့ငါနယ်လို့သိတဲ့စိတ်စတ်ထာစားတော့စတ်တယ်လို့သိတဲ့စိတ်ဝက်သားဟင်းစားတော့ဝက်သားဟင်းရဲ့လို့သိတဲ့စိတ်ပဇွန်တုတ်ကြီးပဇွန်တုတ်ဟင်းစားတော့ပဇွန်တုတ်ကဲလို့သိတဲ့စိတ်ငါသလောက်စားတော့ငါသလောက်ရဲ့လို့သိတဲ့စိတ်အမဲသားစားတော့အမဲသားရဲ့လို့သိတဲ့စိတ်ကျက်သားဟင်းစားတော့ကျက်သားဟင်းရဲ့လို့သိတဲ့စိတ်ဟောဖြစ်ပြန်ပြီစိတ်ဓာတ်သင်္ခါရမရှိတဲ့စိတ်ဝေဒနာမှမသိဘူးသဘာဝတရားမသိခဲ့တော့ဒီစိတ်တွေပဲဖြစ်ခဲ့ရတာနဲ့လျှာနဲ့ထိမှန်လိုက်တဲ့အချိန်ခါမှာစိတ်တွေဖြစ်ခဲ့တယ်အဲ့ဒီစိတ်တွေဖြစ်တယ်အပယ်သွားကြပဲဒီစိတ်ကလည်းဘုရားကမင်းမရှိတာတွေသိတယ်လျှာနဲ့ရတာနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဒီစိတ်တွေဖြစ်ခဲ့လျှာနဲ့ရတာနဲ့ပေါင်းတော့ဒီစိတ်တွေဖြစ်သေးလားတဲ့အပယ်မင်းရတာစားရင်အပယ်ကိုကြားသေးသလားမဟုတ်သေးဘူးတဲ့မင်းကိုနဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ခါကျတော့ကြိုက်နေတဲ့အတွေ့လေးတွေ့တော့သာရတယ်ဗျမကြိုက်မနေတဲ့အတွေ့လေးတွေ့တော့မခံစားနိုင်ဘူးဒေါသဖြစ်ဘယ်အကြောင်းလဲအခုလာရောက်တဲ့တရားဓမ္မတွေဘုရားကတော့ဓာတ်ကြီးလေးပါဟောထားတယ်ပထဝီတဲ့အာဘောတဲ့တေဇောတဲ့ဝါယောတဲ့ဓာတ်ကြီးလေးပါရှိအခုလာရောက်တဲ့တရားဓမ္မတွေပထဝီဓာတ်ကလည်းသတ်မယ်အာဘောကလည်းသတ်မယ်တေဇောကလည်းသတ်မယ်ဝါယောကလည်းသတ်မယ်ဓာတ်ကြီးလေးပါတဘာဘာသတ်လိတဘာဘာသတ်ပြီးယုံနာကိုသိရင်သိပညာပရမတ်ကိုကွဲရင်ကွဲနာဣအာယုံကြောင့်ဥပါဒံခန္ဓာ၅ပါးကိုသိရင်သိမသိလို့ရှိရင်ဥပဇင်46နှစ်လုံးလုံးကသိလာတဲ့အသည့်ကဘယ်လိုသိလာတဲ့အပယ်၄ပါးကို၄ဘက်ထောက်ပြီးရက်ဆင်းရမယ်အသည့်ခွေးတို့ဝက်တို့နွားတို့ရေတွေကငါးတို့ဖြစ်မဲ့အသည့်တွေသိခဲ့တယ်ဗျဘယ်လိုသိခဲ့လဲတဲ့တင်းနာပေါ်တော့တင်းတယ်လို့သိတဲ့စိတ်တောင်းနာပေါ်တော့တောင်းတယ်လို့သိတဲ့စိတ်ထုံနာပေါ်တော့ထုံတယ်လို့သိတဲ့စိတ်အောက်နာပေါ်တော့အောက်တယ်လို့သိတဲ့စိတ်ကြိုက်တာပေါ်တော့ကြိုက်တယ်လို့သိတဲ့စိတ်ကြက်တာပေါ်တော့ကြက်တယ်လို့သိတဲ့စိတ်ယိုစီတာပေါ်တော့ယိုစီတယ်လို့သိတဲ့စိတ်ပူတာပေါ်တော့ပူတယ်လို့သိတဲ့စိတ်အေးတာပေါ်တော့အေးတယ်လို့သိတဲ့စိတ်လှုပ်တာပေါ်တော့လှုပ်တယ်လို့သိတဲ့စိတ်တောနာပေါ်တော့တောတယ်လို့သိတဲ့စိတ်မူးတာပေါ်တော့မူးတယ်လို့သိတဲ့စိတ်ဟာဖြစ်ကုန်စိတ်ဓာတ်သင်္ခါရဝေဒနာဘောကတဏှာကုကုန်ဝေဒနာဘောကနေပြီးတော့ဥပါဒံတရားတွေဥပါဒံခန္ဓာတွေဖြစ်ကုန်ဘယ်ကလာပြီးတော့ဥပဇင်အပယ်ချအပယ်လွတ်ဘယ်တော့အောင်လို့ဒီစိတ်တွေဖြစ်အဲ့ဒါစိတ်ဓာတ်သင်္ခါရတွေစိတ်ဓာတ်သင်္ခါရတွေပရိစ္ဆသမုပ္ပါဝေဒနာကကြည်လေတာဘုရားကဟောထားတယ်ဝေဒနာတဏှာဥပါဒံဘဝဇာတိတဲ့အဝိဇ္ဇာတဏှာဥပါဒံဘဝဇာတိတဲ့ယုံနာကိုမသိလို့တဲ့ဝေဒနာတဏှာကူးတယ်အဲ့တော့ဝေဒနာတဏှာကူးနဲ့မသိဖြစ်ခဲ့တဲ့စိတ်တွေဟာအဲ့တော့ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ခါလဲဥပဇင်ဟာစိတ်တွေဖြစ်ခဲ့တယ်အပယ်လေးပါကြနဲ့ကံလေးကြီးဖြစ်ခဲ့ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအပယ်လေးပါကြသေးလားတဲ့မဟုတ်သေးဘူးဗျမနှောနဲ့ဓမ္မနဲ့ပေါင်းဆောင်လိုက်တဲ့အချိန်ကအပယ်လေးပါကြမယ်ကံနေဖြစ်သေးဗျကောင်းတာလေးသိလိုက်တော့သာရတယ်မကောင်းတာသိလိုက်တော့မသာရဘူးဒေါသဖြစ်တယ်အဲ့တော့ဥပဇင်အတိတ်ကာလတုန်းက46နှစ်လုံးလုံးဟာဖြစ်မျက်စိပေါက်မျက်စိတကားနာတကားနှာခေါင်းတကားပါးစပ်တကားကိုယ်တကားမနှောတကားတကား6ပေါက်ကအာယုံ6ပါးမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကသာယာနှင်းသက်တဲ့အစင်းလေးကိုမြင်လိုက်တော့သာယာတယ်နှင်းသက်တဲ့တဏှာရာကစိတ်ဖြစ်ခဲ့တယ်မသာယာသောအစင်းလေးကိုမြင်လိုက်ပြီဆိုတော့မကြည့်ခြင်းနဲ့စိတ်ကလေးဖြစ်သွားတဲ့ဒေါသဖြစ်ခဲ့တယ်နားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ခါကြိုက်နှစ်သက်တဲ့အသံလေးကိုကြားလိုက်တော့သာယာခဲ့တဲ့နှစ်သက်ခဲ့တဲ့တဏှာရာကစိတ်ဖြစ်ခဲ့တယ်မကြားမသာယာသောအသံကိုကြားမိတော့မကြားခြင်းနဲ့စိတ်ကလေးဖြစ်ခဲ့တယ်ဒေါသစိတ်ဖြစ်ခဲ့နှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့အချိန်ခါကြိုက်နှစ်သက်တဲ့အနံလေးကိုနားမိတော့သာယာခဲ့တဲ့နှစ်သက်ခဲ့တဲ့တဏှာရာကစိတ်ဖြစ်ခဲ့တယ်မကြိုက်မနဲ့တဲ့အနံကိုပုတ်စောနာနဲ့ချင်းစောနာနဲ့နန်းတော့မနာညာမခံစားခြင်းနဲ့စိတ်ဒေါသစိတ်ဖြစ်ခဲ့တယ်ရာကနဲ့ဒေါသဒီလိုဖြစ်ခဲ့လျှာနဲ့ရာသာနဲ့စားလိုက်တဲ့အချိန်ခါကြိုက်နှစ်သက်တဲ့အရာသားလေးကိုစားလိုက်တော့သာယာတဲ့နှစ်သက်တဲ့တဏှာရာကစိတ်ဖြစ်ခဲ့တယ်မကြိုက်မနဲ့တဲ့အရာသားကိုစားမိတော့မစားခြင်းနဲ့စိတ်ဖြစ်ခဲ့တယ်ဒေါသစိတ်ဖြစ်ခဲ့ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ခါကြိုက်နှစ်သက်တဲ့အတွေ့လေးကိုတွေ့လိုက်တော့သာယာတဲ့နှစ်သက်တဲ့ခဏခဏတွေ့ခြင်းနဲ့စမြုပ်ပြန်နေတယ်တော်ကြရင်ထိခြင်းတော်ကြရင်ထိခြင်းတော်ကြရင်ထိခြင်းရဲ့နွားများလို့စမြုပ်ပြန်ခဲ့ဥပဇင်စိတ်ပြောတာမှသူများမပြောပါဘူးဥပဇင်ဖြစ်ခဲ့တာတော့46နဲ့လုံးလုံးကြိုက်နေတဲ့အတွေ့လေးကိုတွေးတာပေါ့ဗျာတွေးလိုက်တော့အမလီခဏခဏစမြုံပြန်တာပဲတော်ကြရင်အတွေ့ခြင်းတော်ကြရင်အတွေ့ခြင်းတော်ကြရင်အတွေ့ကြရင်အဲ့ဒါပါလေတဲ့ຢာကစိတ်ဖြစ်နေပိတ်တာစိတ်ကြအဲ့ဒါကျိန်းသေးတယ်အဲ့ဒါဒီစိတ်ဖြစ်နေမသိဘူးဥပဇင်အတိတ်ကလာတော့စိတ်တွေကိုမသိခဲ့
တက်ကြီးလေးပါဖောက်ပြန်လာတဲ့အချိန်ခါကျတော့မခံစားကြအောင်ဆရာဝန်အားကိုဆရာဝန်ကြီးတွေလည်းသေးတာမခံစားကြအောင်အဲ့ဒါကျတော့မခံစားခြင်းနဲ့စိတ်ဒေါသဖြစ်တယ်ယာကနဲ့ဒေါသဖြစ်ခဲ့မနှောနဲ့ဓမ္မနဲ့ပေါက်ဆုံလိုက်တယ်ကြိုက်နေတဲ့အသီးလေးကိုသိလိုက်တော့တဏှာယာကစိတ်ဖြစ်မကြိုက်မနဲ့တဲ့အသီးကိုသိလိုက်တော့မသိကျင်တဲ့စိတ်ဖြစ်တယ်ဒေါသဖြစ်တကား6ပေါက်ကအာယုံ6ပါအတိတ်ကလာတော့ကယာကနဲ့ဒေါသဖြစ်တယ်ဒီယာကနဲ့ဒေါသဘာကြောင့်ဖြစ်တယ်တဲ့ယုံနာမမြင်လို့ဒုက္ခဝေဒနာဒုက္ခဝေဒနာမသိလို့ပညာပရမတ်ကိုလည်းမကွဲခဲ့လို့သစ္စာလေးပါးကိုမမြင်ခဲ့လို့မောဟဖုံးလွှမ်းခြင်းကြောင့်ယာကနဲ့ဒေါသအဲ့ဒါဖြစ်ခဲ့တယ်အဲ့ဒါမျက်စိပေါက်ကလည်းဥပဇင်ဟာဖြင့်ဘာလဲတဲ့ယာကစိတ်ဒေါသစိတ်မောဟစိတ်ဒီစိတ်တွေဖြစ်ခဲ့တယ်အဲ့ဒီ24နာရီရှိတဲ့အနက်ကမျက်စိပေါက်ကလည်းယာကစိတ်ကဲဒေါသစိတ်ကဲမောဟစိတ်ကဲဒီစိတ်တွေပဲဖြစ်ခဲ့တယ်အဲ့ဒီစိတ်တွေပဲအပယ်လေးပါယာကစိတ်ဖြစ်ရင်ဖြင့်ပိဋ္ဌာဖြစ်တော်မယ်ဒေါသစိတ်ဖြစ်နေရင်ငရဲခံရတော်မယ်မောဟစိတ်ဖြစ်နေပြီဆိုရင်တိရစ္ဆာန်စိတ်ဖြစ်နေပြီအဲ့တော့ဥပဇင်ဟာဖြင့်အတိတ်ကာလတုန်းက46နှစ်လုံးတိရစ္ဆာန်စိတ်ကဲပိဋ္ဌာစိတ်ကဲငရဲစိတ်ကဲဖြစ်ခဲ့တယ်ဒါပဲဖြစ်ခဲ့တယ်လူစိတ်မဖြစ်ခဲ့လူရဲလို့မဖြစ်ခဲ့ဘူးဥပဇင်46နှစ်လုံးသူများကတော့ဥပဇင်ဟာလူထင်းတယ်မဟုတ်ပါဘူးဥပဇင်စိတ်ကတော့လူစိတ်မဟုတ်ဘူးအဲ့တော့မြင်နေတာကလူစိတ်မဟုတ်ပဲနဲ့ယာကနဲ့ဒေါသမောဟဒီစိတ်တွေဖြစ်ခဲ့မျက်စိဘောက်ကအသံပေါ်မှာလည်းယာကနဲ့ဒေါသမောဟဒီစိတ်ပဲဖြစ်ခဲ့အနံ့ပေါ်မှာလည်းယာကနဲ့ဒေါသမောဟဒီစိတ်ပဲဖြစ်ခဲ့ရတာဤရုပ်ပေါ်မှာလည်းယာကနဲ့ဒေါသဒီစိတ်ပဲဖြစ်ခဲ့အတွေ့ရုပ်ပေါ်မှာလည်းယာကနဲ့ဒေါသမောဟဒီစိတ်ပဲဖြစ်ခဲ့ဓမ္မရုပ်ပေါ်မှာလည်းယာကနဲ့ဒေါသမောဟဒီစိတ်ပဲဖြစ်ခဲ့အဲ့တော့46နှစ်လုံးလုံးကဥပဇင်ဟာဖြစ်အဲ့ဒီတုန်းကများသေလို့ရှိရင်၄ဘက်ထောက်ပြီးတော့ရက်ပြီးတော့မိုးကြောခိုင်းရရောခွေးရယ်နွားရယ်ကြက်ကဲဘဲရယ်တကားတကမာများအဲ့တော့အဲ့ဒီတုန်းကသေရင်တော့ဥပဇင်ကိုချိုးနေတာပဲဘာကြောင့်လဲတဲ့ဒီစိတ်တွေဖြစ်နေတာပေါ့ဒါကြောင့်လို့ဖခင်ကဟောတာဗျာဘယ်လိုဟောလဲတဲ့လူသသိမ်းသေးတယ်လို့လူတယောက်မဖြစ်ဘူးတဲ့ဒါကြောင့်မလို့အခုလည်းပဲကြည့်လေဖခင်ကဘာနဲ့ဥပမာပေးလဲတဲ့လူသေးလို့လူမဖြစ်ဘူးတဲ့လူသေးလို့လူဖြစ်ပါမလားဖခင်ကဟောထားတာဘာဥပမာယဟန်တော်တွေကိုဟောထားတယ်ဘာနဲ့ဥပမာပေးလဲဟောဥပဇင်တို့တကာကြီးဥအောင်သာခဏဟောနက္ခတိခသုတ်တယ်သူပြောလို့သိတာပါဒါဥပဇင်တို့ဥအောင်သာခုနဟောရွတ်တဲ့တကာကြီးပြိမနိုင်ကတကာကြီး तू ကဘုန်းကြီးလူတွေပြစာတतू ကနေပြီးနက္ခတိကသုတ်ကလေးကိုပြောမိလို့ဥပဇင်တာပြောတာပါဗျာစာတတ်လို့ပြောတာဟုတ်ပါဘူးဗျာဘယ်လိုဖခင်ကဟောတယ်တဲ့ပထဝီမြေမှုံလေးကိုလက်သေးကောင်ပေါ်တင်လိုက်ငါဤချစ်သားယဟန်များတို့ငါဤလက်သေးကောင်ပေါ်ကမြေမှုံဟာတဲ့မဟာပထဝီမြေကြီးနဲ့ဘယ်ကများလဲမှန်လားပါဖခင်တဲ့အရှင်ဘုရားလက်သေးကောင်ပေါ်ကမြေမှုံဟာတဲ့မဟာပထဝီမြေကြီးနဲ့မနိုင်တော့ပါဗျာအေးငါ့ခြေသားရမ်းများတို့ငါဣလက်သေးကောင်ပုဂ္ဂိုလ်တော်ဝါသေကုံသောပုဂ္ဂိုလ်တော်ဝါပေါင်းငါပြငါဣလက်သေးကောင်ပေါ်လောက်လက်သေးကောင်ပေါ်ကမြေမုံအောင်လူပြေးရဲ့နတ်ပြေးရဲ့မြမာပြေးဒါပဲသွားတယ်ပုဂ္ဂိုလ်တော်ဝါသေကုံသောပုဂ္ဂိုလ်တော်ဝါပေါင်းငါပြငရဲတိရစ္ဆာန်ပြိတ္တာအသူရကဲမဟာပထဝီမြေကြီးလောက်များတယ်အဲ့တော့တရားဓမ္မများပညာမျက်စိဉာဏ်မျက်စိသဘောမျက်စိနဲ့ရှုကြပြီးတော့တရားဌာနမှာကိလေသာသတ်ပြီးတော့လောဘစိတ်ကိုသတ်နေတယ်ဒေါသစိတ်ကိုသတ်နေတယ်မောဟစိတ်ကိုသတ်နေတယ်အဲ့ဒီစိတ်တွေသတ်နေတဲ့ပုဂ္ဂိုလ်ကဘယ်လောက်ရှိသလဲအခုတရားနာနေတာကဘယ်လောက်ရှိလဲဥပဇင်ကုဏတုံးကကိုကနေကြွတော့ပိုင်စကုတ်တိုးနေလိုက်တာအမနဲ့အားကြီးပဲမလေးရွကိုထိုးနေတာပဲအဲ့ဒါဖခင်ကဟောထားတာအဲ့တော့ပညာမျက်စိဉာဏ်မျက်စိသဘောမျက်စိနဲ့ရှုကြပြီးတော့လောကကြီးမှာလောဘကိလေသာဒေါသကိလေသာမောဟကိလေသာအပယ်လေးပါးဖွားစီတတ်တဲ့ကံတွေဖြစ်မှာဆိုလို့ဒီကံတွေကိုလွတ်မြောက်အောင်ကျင့်ညာအထုတ်ပြီးသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်နေတဲ့ပုဂ္ဂိုလ်တွေနဲ့ဘိုင်စကုတ်တိုးနေတဲ့ပုဂ္ဂိုလ်လောဘအာယုန်တွေနဲ့လောကကြီးပျော်ပါပြီးတော့ခုနတုန်းကတရားတောင်းတဲ့ပုဂ္ဂိုလ်ကဘုရားတပည့်တော်တို့သမီးတွေနဲ့ပျော်တယ်ပဲသားတွေနဲ့ပျော်တယ်စိန်တွေရွှေကြီးနဲ့ပျော်တယ်ကားကြီးတွေနဲ့ပျော်တယ်ဘိုင်စကုတ်တွေနဲ့ပျော်တယ်ဇပွဲကြီးတွေနဲ့ပျော်တယ်ဒါတွေနဲ့ပျော်နေပါတယ်ဘုရားတဲ့အဲ့ဒီတော့တရားဓမ္မများဥက္ကလာမြောက်ပိုင်းကတရားဓမ္မတွေကိုစိတ်သားကိုစိတ်ကြတော့မြတ်စွာဘုရားကိုတော်မြတ်ကြီးကတော့လက်သေးကုံဘောကမြေမှုန့်နဲ့ဥပမာတင်ပြီးတော့ပေးထားတဲ့လူသေးလို့လူမဖြစ်ဘာကြောင့်လဲတဲ့တကား6ပေါက်ကအာယုံ6ပါးကဖြစ်မျက်စိကလည်းတိရစ္ဆာန်စိတ်ပိဋ္ဌာစိတ်ငရဲစိတ်ညာနဲ့အသံနဲ့ထိမှန်လိုက်တဲ့အချိန်ကအသံပေါ်မှာလည်းတိရစ္ဆာန်စိတ်ကပိဋ္ဌာစိတ်ကငရဲစိတ်ကအနံ့ပေါ်မှာလည်းတိရစ္ဆာန်စိတ်ကပိဋ္ဌာစိတ်ကငရဲစိတ်က
ရသာဤရုပ်ပေါ်မှာလဲတိရစ္ဆာန်စိတ်ကဲပိဋ္ဌာစိတ်ကဲငရဲစိတ်ကဲအတွေ့ရုပ်ပေါ်မှာလဲတိရစ္ဆာန်စိတ်ကဲပိဋ္ဌာစိတ်ကဲငရဲစိတ်ကဲဓမ္မရုပ်ပေါ်မှာလဲတိရစ္ဆာန်စိတ်ကဲပိဋ္ဌာစိတ်ကဲငရဲစိတ်ကဲဒီစိတ်တွေပဲဖြစ်နေတာဘယ်ကလာလူသေးလို့လူဖြစ်မှာလူသေးလို့လူမဖြစ်ဘူးသာမှဘာကြောင့်လဲတဲ့အကြောင်းတရားအကျိုးတရားနောက်ကျမှစိတ်တွေဖြစ်မှာအဲ့တော့ဒါစိတ်တွေကိုပြောနေတာနော်ဒီစိတ်တွေဖြစ်နေလို့ကတော့လူသေးလို့လူဖြစ်မယ်များထင်လားလူ10သိန်းသေးလူတယောက်မဖြစ်ဘူးဘာကြောင့်မဖြစ်လဲတဲ့ဒီစိတ်တွေများနေအဲ့တော့အကုသိုလ်စိတ်ကုသိုလ်စိတ်ကလေးကဘယ်လောက်ရှိလဲကုသိုလ်စိတ်ကလေးကဒါနကုသိုလ်ကံစေရနာချိန်ဝင်တစ်ဖက်တည်းထက်သီလကြောင်းသွားပြီးတော့သံဃာတော်အရှင်မြတ်နဲ့နိစ္စဂိတဝါဒိတဝိသုကဒါသနမာလာကန္တဝိလေပနဓာရဏမန္ဒနာဝိပုရဏဌာနဝရမဏိသိက္ခာပရံသမာဓိယာမိလို့အဲ့ဒါတွေကတော့အကျိုးပေးမှာပါလေတဲ့ကံပေါ်တဲ့အချိန်ခါကျတော့အသက်ရှည်ပေးမယ်ဒါနကုသိုလ်ကံကကံပေါ်တဲ့အချိန်ခါကျတော့ချမ်းသာပေးမယ်ကံမပေါ်လို့ခုနတုန်းကအကုသိုလ်ကံတွေဖြစ်နေတဲ့စိတ်တွေကအပယ်လေးပါပို့လိုက်တော့ဒါနကုသိုလ်ကံသီလကုသိုလ်ကံရင်ဖတ်ထူလိုက်နောက်ဆုံးပါဘာကြောင့်လဲတဲ့အကျိုးမပေးနိုင်တော့ဘူးအခုတရားဓမ္မများအတိတ်ကာလတုန်းကအတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးကိုဆင်ញင်သုံးသပ်ခိုင်းတာဒါဗျာဘာကြောင့်လဲတဲ့ငါတို့အတိတ်ကဘယ်ကလာတော့ငါအပယ်လေးပါးကတက်ပြီးတော့လာပါလားအခုမနုဿတဒုံလဘရခဲ့သောတရားလူရဲလို့ဖြစ်တာအတိတ်ကာလဒါနကုသိုလ်ကံစေရနာသီလကုသိုလ်ကံစေရနာဘာဝနာကုသိုလ်ကံလောကီဘာဝနာကုသိုလ်ကံစေရနာဓမ္မတာဒါနရဲ့ဓမ္မတာသီလရဲ့ဓမ္မတာဘာဝနာရဲ့ဒါကြောင့်မလို့ကံပေါ်လို့လူရဲလို့ဖြစ်ပါလားဒီဓမ္မတာဆိုတာကတော့တရားဓမ္မများသာသနာ့ဘာကလုပ်တဲ့လုပ်ငန်းစဉ်သာသနာ့ဘာကလုပ်ထားတဲ့အခုတည်းဒီဒါနတွေပြုကြတော့ဘာဝနာတော့မလုပ်ကြဘူးဓမ္မတာကတော့အတိတ်ကာလတည်းကပြုခဲ့လေပြီအတိတ်ကလည်းဒါနတွေပြုခဲ့ကြပြီအတိတ်ကလည်းသီလတွေစောင့်တည်ခဲ့ကြပြီအတိတ်ကလည်းစောင့်တည်ခဲ့ကြပြီအခုတည်းဒီအတိတ်ကာလတုန်းကဒါနတွေပြုကြတော့သီလတွေလည်းစောင့်တည်ကြတော့အနာကလည်းဒါနပဲပြုကြအောင်မယ်သီလပဲစောင့်တည်ကြတော့မယ်ဓမ္မတာအလုပ်တွေပဲတင်းတင်းမနေကြနဲ့အခုနောက်ပိတ်ဆုံးသာသနာမြတ်စွာဘုရားသာသနာဝင်မိတဲ့အချိန်ခါမြတ်စွာဘုရားသာသနာပြအခုသာသနာ9000ထားပြခဲ့တယ်2500ကုန်သွားပြီဝိမု ക്തി ခေအနတ္တသာသနာတပတ်ပြန်လှည့်လာပြီကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်တော့အရိယစခန်းဝင်ပြီးသောတာပန်ကြီးတွေသရဂန်ကြီးတွေအနာဂန်ကြီးတွေအရဟတမေအရဟတဖို့ရမကျင့်မကြမအထုတ်တဲ့ပုဂ္ဂိုလ်ကြတော့ရေစုံမျောတော့မယ်ဘာကြောင့်လဲတဲ့ကျင့်မှမကျင့်ပဲကိုဓမ္မတာနဲ့နေတာကိုဓမ္မတာနဲ့တို့လှူထားတာပယ်သွားမလဲတဲ့သေဂာနိဆဲဆဲကြတော့အဲ့ဒါသေဂာနိဆဲဆဲစိတ်တွေကိုပြောပြမယ်နောက်ကြမှာသေဂာနိဆဲဆဲကြတော့စိတ်တွေဖြစ်ပုံနေဘူးအဲ့တော့အခုတော့ဥပဇင်းနဲ့အတိတ်က46နှစ်လုံးဒါနတွေအားကိုးခဲ့တယ်ကြောင်းကြီးအားကိုးခဲ့တယ်အဲ့တော့ဥပဇင်းအတိတ်ကလာတော့ကလည်းအားကိုးခဲ့ပါတယ်လို့ဒါကြောင့်မလို့ကိုပြုတ်တဲ့ကံကိုရမယ်လို့အတိတ်ကလာတော့ဟောတာတယ်တကားကြီးတို့အခုတက္ကမကြီးတွေဘယ်ကလာကြတော့ဩကလာမြောက်ကလည်းလာလိမ့်မယ်တောင်ကလည်းလာလိမ့်မယ်အရှိကလည်းလာလိမ့်မယ်အနောက်ကလည်းလာလိမ့်မယ်အခုတရားနာပြီးရင်ဘယ်ကိုပြန်ညမလဲကိုအိမ်လေးကိုတော့ကိုပြန်ညလိမ့်မယ်ဒါကြောင့်မလို့ကိုလာတဲ့လမ်းကိုပြန်ညလိမ့်မယ်ကိုလာတဲ့လမ်းကိုပြန်ညမယ်ကိုဆောက်လုပ်ထားတဲ့အိမ်ကိုပြန်ညတော့မယ်ကိုနေကြတော့မယ်အဲ့ဒီတော့တရားဓမ္မများကိုစိတ်သားကိုစစ်ကြတော့ငါတို့24နာရီရှိတဲ့အ ਨੇ ကဘယ်စိတ်တွေဖြစ်နေတယ်လဲဆိုတာကိုစိတ်ကလေးကိုစစ်သိတော့အဲ့ဒီတော့အကြောင်းတရားအကျိုးတရားတဲ့24နာရီရှိတဲ့အ ਨੇ ကဘယ်စိတ်တွေဖြစ်လဲတဲ့ပညာသွားရတတ်တဲ့ပါပညာကရှိကထွက်တယ်အဲ့ဒီတော့ပညာကဘယ်လိုထွက်တယ်လဲတဲ့အဲ့တော့ပညာကရှိပညာသွားတိုင်းတတ်တဲ့ပါအဲ့တော့ဥပဇင်းတို့ရှိမှလဲဒီလိုပဲပညာသွားရတတ်တဲ့ပါဆိုအခုဒီမှာလဲရှိကြမှာပေါ့လေဥပဇင်းတို့နောက်ကုန်းရွာပြောမှာပါဗျာဥပဇင်းတို့နောက်ကုန်းကတော့ဟိုဒါကြဥက္ကလာပကမြို့ကြီးတော့မပြောတတ်ပါဘူးအဲ့တော့ဥပဇင်းတို့နောက်ကုန်းရွာကြီးမှာဘယ်လိုဖြစ်တယ်လဲတဲ့ပညာကရှိကထွက်တယ်နောက်ကပရမတ်သစ္စာလိုက်နာအကြောင်းရုပ်အကျိုးရုပ်အကြောင်းနာအကျိုးတဲ့ကာလ3ပါးဒီတိုင်းသွားအကြောင်းကြောင့်အကျိုးဖြစ်တဲ့ယုံနာအကြောင်းကင်းလို့အကျိုးတရားမဖြစ်ဘူးအဲ့ဒီတော့နာအကြောင်းရုပ်အကျိုးရုပ်ကအကြောင်းနာကအကျိုးနာကအကြောင်းရုပ်ကအကျိုးအကြောင်းအကျိုးဖြစ်နေတဲ့ယုံနာပါပဲအဲ့ဒီတော့ဒီယုံနဲ့ဒီနာအကြောင်းအကျိုးတရားတွေကိုသိရင်သိပညာပရမတ်ကိုကွဲရင်ကွဲနာအိအာယုံကြောင့်ဖြစ်နေတဲ့ဥပါဒံတရားတွေသိရင်သိမသိလို့ရှိရရှိရင်ပြတရားဓမ္မများကိုချိုးနေတော့မယ်ဒါကြောင့်မလို့အခုသာသနာကြီးမှီတဲ့အချိန်ခါမှာမကြင့်မကြမအားထုတ်ဖဲနဲ့မနေကြပါနဲ့လို့ဥပဇင်းဟာအသိပေးခဲ့ပါရဲ့ရဲတဲ့ကြငါတင်တယ်ငါကြောင်စကြံတယ်ငါဖျားခဲ့မယ်ရှေ့ကပညာထွက်ပါတယ်လို့
အခုနောက်ပိတ်ဆုံးသာသနာမှာဘယ်ငါးမြကြာမယ်ထင်ကြဒါကြောင့်တရားဆိုတာကတထိုင်းနဲ့အပယ်လွတ်ပါတယ်လို့ထိုင်းရပါလို့ဥပဇင်းကတော့အလုတ်သမားမို့လို့အပြောသမားမဟုတ်ဘူးဒါကြောင့်မို့လို့ဥပဇင်းကဒီမဲ့အလုတ်သမားမို့လို့ဒီပင့်ဆောင်တဲ့ပုဂ္ဂိုလ်မန္တကြီးကြီးကြီးကျယ်ကျယ်ထိုးပြီးတော့ဒီမဲ့ဥပဇင်းကအလုတ်သမားအပြောသမားမဟုတ်ဘူးလုံမှကြိုက်တယ်နာတော့လည်းနာပေါ့အခုကဥပဇင်းကဟောပြနေတာကဥပဇင်းတရားဓမ္မများစိတ်တွေကိုသဘောပေါက်ကြအောင်လို့ဟောပြတာအဲ့တော့ဒါကြောင့်မလို့ရဲတဲ့ကြငါတင်နေငါကြောင်စကြံနေငါဖျားခဲ့မယ်လို့ရှေ့ကပြညာထွက်အခုနောက်ပိတ်ဆုံးသာသနာမှာဘယ်ငါးမြကြာမယ်တင်နေရဲတဲ့ကြငါတင်နေငါကြောင်စကြံနေငါဖျားခဲ့မယ်အဲ့တော့မနေ့၅ပါးည၅ပါးအော်ဟစ်ခိုးနေတဲ့၅ပါးရဲတဲ့ပေါ်တင်းနေလေဦးမယ်တင်းနေရင်ကြောင်စားလေဦးမယ်၅ပါးသီလမြဲတာဘယ်၅ပါးသီလလေတဲ့ရဲတဲ့ကြ6နာရီကတော့များပြီပေါ့လေဗျာရဲတဲ့ကြငါတင်နေငါကြောင်စားတဲ့ကြံနေငါဘယ်ငါမြကြာမယ်ထင်ကြတယ်အခုနောက်ပိတ်ဆုံးသာသနာ2500တဲ့ဝင်လာပြီဝင်လာတော့လုံရင်လုံကြမလုံလို့ချင်ရေစုံမျောတော့မယ်ဘာကြောင့်လဲတဲ့ကတ်3ပါးဆိုတာစိုက်ဒုဗိကန္တရကယောဂကန္တရသတ္တံကရကကတ်ကတ်3ပါးစိုက်တော့မယ်သမာဓိရှိတဲ့ပုဂ္ဂိုလ်တော့တရားကြလိမ့်သစ္စာ4ပါးတရားတော်မြတ်ကြည်ရတဲ့ပုဂ္ဂိုလ်ဖျားကြလိမ့်5ပါးသီလအဓိသီလအဓိစိတ်တအဓိပညာတဲ့သီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိပညာဝိသုဒ္ဓိသုဒ္ဓိ3ပါးစင်ကြယ်တဲ့ပုဂ္ဂိုလ်မဟာသောတာပန်ကြီး5ပါးသီလမြဲတဲ့ပုဂ္ဂိုလ်အဲ့ဒီငါကြံလိမ့်အနှုတ်မဟုတ်လို့ရှိရင်မကြံဘူးဘာကြောင့်လဲတဲ့အော်ဟဲ့ခိုးနေတဲ့5ပါးလည်းကြအောင်ပါပဲကြောင်ကစားအောင်မယ်ဘာကြောင့်လဲတဲ့တော်တော်ကြာဒိဋ္ဌိမှမပြုတ်ပဲကိုဒိဋ္ဌိမပြုတ်တော့ရဲတဲ့ကြချောင်းကြကုန်ရောဗျာအဲ့ဒီတော့ဒီနောက်ပိတ်ဆုံးသာသနာဘယ်ငါးမြကြာမယ်ထင်ကြလဲသမာဓိရှိတဲ့ပုဂ္ဂိုလ်ကြတော့မြင်လိုက်မယ်သမာဓိမှမရှိတဲ့ပုဂ္ဂိုလ်တော့မြင်မှာမဟုတ်ဘူးကြောက်လဲကြောက်မှာမဟုတ်ဘူးအဲ့ဒီတော့ကြောဓမြချမှာငါဓမြတိုက်တယ်လို့တော့နောက်တော်တော်ကြာကြတော့ပြက်ကြလိမ့်မယ်ဗျာဘာကြောင့်လဲလမ်းသွားရင်လည်းသေးကြမယ်ခြံအောင်နဲ့လည်းသေးကြလိမ့်မယ်မလှုပ်မရှက်ပဲနဲ့သေးတာတွေတွေ့ကြလိမ့်မယ်လမ်းသွားရင်လည်းသေးလိမ့်မယ်အိပ်ရလည်းသေးလိမ့်မယ်ခမင်းစားရင်လည်းသေးလိမ့်မယ်နောက်ဖေးသွားရင်လည်းသေးကြလိမ့်မယ်ဘာကြောင့်လဲတဲ့လှုပ်ရင်လှုပ်ကြအလေအမြောင်နေမကော6နာရီမထိုးခင်လှုပ်ရင်လှုပ်ကြ6နာရီထိုးပြီဆိုရင်ကုသိုလ်ကအချိန်ကုန်ပြီဆိုရင်ကိုလမ်းကိုပြန်ညရတော့မယ်အဲ့တော့ကိုလမ်းကိုမပြန်ညရအောင်ပါအခုဟာတွေကသမာဓိတာဥဆောင်ရပြီတော့အသိပေးရတာပဲဥက္ကလာပမြို့ကြီးကိုအဲ့တော့အသိပေးရင်လှုပ်ရင်လှုပ်ကြပေါ့ဗျာမလှုပ်ဘဲနဲ့နေလို့ကတော့စိတ်သာချဘာကြောင့်လဲတဲ့ဥပဇင်ကတော့တရားဓမ္မများမြင်လို့သိလို့တရားဓမ္မများအသိပေးရတာပါဗျာအခုကဥပဇင်ကနောက်ပိတ်ဆုံးသာသနာကိုလိုက်ပြီးတော့ပြုတ်နေရလို့ဒါကြောင့်မလို့မြောက်ဥက္ကလာပကလည်းဒီမဲ့အရိယသူတော်ကောင်းတွေရှိရဲဆိုပြီးတော့ဒါပြီးသာသနာကြီးလာပြုတ်တာပါဗျာအဲ့တော့ကျင့်ညာအထုတ်ကြပါလို့ဒါကြောင့်မလို့အသိပေးတာပါမကျင့်မကြံပဲနဲ့များတော့ဒါနလေးတွေနဲ့တင်းတိမ်မနေနဲ့သီလလေးတွေနဲ့တင်းတိမ်မနေနဲ့သေဂာနီးဆဲဆဲကြတော့တရားဓမ္မများမိစ္ဆာဒိဋ္ဌိအမြင်အသိကနေပြီးအပယ်လေးပါပို့လိုက်တော့ဒါနကလည်းအကျိုးမပေးနိုင်တော့ဘူးသီလကလည်းအကျိုးမပေးနိုင်တော့ဘူးသူတို့ကကံပေါ်တဲ့တရားတွေကိုအဲ့တော့အယူမအမအစွဲမမိစ္ဆာဒိဋ္ဌိကြီးကနေပြီးအပယ်လေးပါပို့ရရောဟောဒါနကုသိုလ်ကစေရနာသီလကုသိုလ်ကစေရနာကနောက်ဆုတ်ဝေးလိုက်ရအဲ့ဒါဘာလဲတဲ့မိစ္ဆာဒိဋ္ဌိကနေပြီးအပယ်ပို့ရကြပဲဒါနကပို့တာမဟုတ်ပါဘူးဗျသီလကလည်းပို့တာမဟုတ်ပါဘူးဗျကျောင်းကြီးတွေကဆောက်ပြီးတော့ကိုဆောက်တာကအပယ်ပို့တာမဟုတ်ဘူးသားလေးတွေရှင်ပြုတ်တာကအပယ်ပို့တာမဟုတ်ဘူးအပယ်လေးပါပို့တဲ့ကံကဘယ်ကံလဲတဲ့အယူမအမခုနကတော့46နဲ့လုံးမြင်တဲ့အမြင်ကြားတဲ့အကြားတွေနာတဲ့အနာတွေစားတဲ့အစားတွေထိတဲ့အထိတွေသိတဲ့အသိတွေအဲ့ဒီဟာကအပယ်ပို့ရကြတယ်သေဂာနိဆဲဆဲကြတော့အဲ့ဒီမိစ္ဆာဒိဋ္ဌိကြအပယ်ပို့ရရောဒါနကလည်းမကယ်နိုင်ဘူးသီလကလည်းမကယ်နိုင်ဘူးသမထကလည်းမကယ်နိုင်ဘူးဘယ်ကယ်နိုင်မိစ္ဆာဒိဋ္ဌိကြအပယ်ပို့အဲ့ဒါကြောင့်မလို့တရားဓမ္မများတရားဆိုတာလည်းတထိုင်နဲ့ရတယ်လို့ဒါကြောင့်ပါရမီဆိုတာမပြောနိုင်ဘူးအဲ့ဒါကြောင့်မလို့ကျင့်ညာအားထုတ်ကြပါလို့ဥပဇင်ကအသိပေးပါတယ်လို့မကျင့်ဘဲနဲ့တော့မနေနဲ့ရေစုံမျောတော့မယ်ဒုက္ခကြီးနဲ့ကျင်းစီတွေ့တော့မယ်အဲ့ဒါကြောင့်မလို့တရားဓမ္မများခုနဟောလိုက်တာကမမြင်အပ်တဲ့တရားမသိအပ်တဲ့တရားမကြားအပ်တဲ့တရားမသိအပ်တဲ့တရားမနာအပ်တဲ့တရားမသိအပ်တဲ့တရားမစားအပ်တဲ့တရားမသိအပ်တဲ့တရားမထိအပ်တဲ့တရားမသိအပ်တဲ့တရားမသိအပ်တဲ့တရားခုနကတော့ဟောလိုက်တဲ့ဥစ္စာကမိစ္ဆာဒိဋ္ဌိအမြင်အသိတွေအဝိဇ္ဇာအသိတွေအဲ့ဒီအသိဟောလိုက်တယ်အပယ်ကိုသုံးမြုံမဲ့အသိတွေအဲ့ဒီလို46နဲ့လုံးကဥပဇင်အဲ့ဒီအသိတွေအပယ်သွားမဲ့သိသိ
အဲ့ဒါမိစ္ဆာဒိဋ္ဌိအသိကိုဟောတာနော်သမာဓိဋ္ဌိဟောတော့မယ်ခုနတော့ကအပေကိုစုံစုံမြုံမဲ့အသိမပေါ်တဲ့အသိအဲ့ဒီလိုမြင်ရင်အဲ့ဒီလိုသိရင်လူ10သိန်းသေးလူတယောက်မှမဖြစ်ဘူးဘာကြောင့်လဲတဲ့အပေလေးပါးကိုမြုံမှာယူလူသေးလို့လူမဖြစ်ဘူးအဲ့ဒီတော့လုံရင်လုံကြအဲ့ဒီတော့ခုနတော့ကအပေကိုကြားတဲ့ကံနေဟောပါပြီတဲ့အရှင်ဘုရားအပေကြားတဲ့ကံတော့ဟောပြီအပေလွတ်တဲ့ကံဟောပါအောင်လို့တရားဓမ္မရမေးစရာအကြောင်းတရားရှိတယ်ဟောစိတ်ကိုဟောမယ်ခုနတော့ကအပေကြားမဲ့စိတ်အခုအပေလွတ်တဲ့စိတ်အပေလွတ်တဲ့စိတ်ကဘယ်စိတ်လဲတဲ့သမာဓိဋ္ဌိခုနဟောတာကမိစ္ဆာဒိဋ္ဌိအသိအမြင်အခုဟောမှာကသမာဓိဋ္ဌိအမြင်အသိအမြင်ဘယ်လိုသမာဓိဋ္ဌိအမြင်လဲတဲ့သမထဝိပဿနာတရားကျင့်ကြံအထုတ်တဲ့ယောဂီပုဂ္ဂိုလ်မှသိကောင်းတဲ့တရားသမထဝိပဿနာတရားမကျင့်မကြံမအထုတ်တဲ့ပုဂ္ဂိုလ်သိပါမလားဘယ်တော့မှမသိဘူးအဲ့ဒီတော့တရားဓမ္မများအခုဟောမဲ့တရားကဘာလဲတဲ့သမာဓိဋ္ဌိအမြင်အသိကိုဟောတော့မယ်ဘုရားဟောထားတယ်မြင်အပ်တဲ့တရားသိအပ်တဲ့တရားကြားအပ်တဲ့တရားသိအပ်တဲ့တရားနာအပ်တဲ့တရားသိအပ်တဲ့တရားစာအပ်တဲ့တရားသိအပ်တဲ့တရားထိအပ်တဲ့တရားသိအပ်တဲ့တရားဘုရားကတရားနှစ်ပါးရှိတယ်တရားနှစ်ပါးသမာဓိဋ္ဌိတဲ့မိစ္ဆာဒိဋ္ဌိတဲ့ဟောတရားနှစ်ပါးသမုဒိသစ္စာပရမသစ္စာတဲ့သမုဒိသစ္စာနယ်ကဓမ္မတာခုနကတော့ဟောတာဓမ္မတာနယ်ကလှုပ်တဲ့လုပ်ငန်းစဉ်ဟောတာပုရုဇဉ်များလှုပ်တဲ့လုပ်ငန်းစဉ်ဟောတာပုရုဇဉ်နယ်ကလှုပ်တဲ့လုပ်ငန်းစဉ်ကဓမ္မတာအဲ့ဒါပါလေတဲ့ဓမ္မတာနယ်ကသမုဒိသစ္စာသာသနာနယ်ကပရမသစ္စာပရမသစ္စာနယ်ကလှုပ်တဲ့လုပ်ငန်းစဉ်ကဘာလဲတဲ့သမာဓိဋ္ဌိအသိအမြင်အဲ့တော့ကံကတ္တသမုဒိသစ္စာရဲ့ပရမသစ္စာရဲ့သမုဒိသစ္စာပရမသစ္စာကံကတ္တချအောင်မယ်အဲ့တော့အခုဟောမှာကသမာဓိဋ္ဌိဆိုတော့ဝိပဿနာတရားကျင့်ရအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တော့အမှန်မြင်အမှန်သိတာဘယ်လိုမြင်ဘယ်လိုသိလာတဲ့ဘုရားဟောထားသတိပဋ္ဌာန်တရား၄ပါးရှိသတိပဋ္ဌာန်တရား၄ပါးရှိတော့ဘုရားကသတိပဋ္ဌာန်တရား၄ပါးကလွဲလို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူးဘယ်လိုဟောထားလဲတဲ့ဘုရားကသတိပဋ္ဌာန်တရား၄ပါးကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်ဓာသတိပဋ္ဌာန်စိတ်ဓာ ानु ပါဒနာဓမ္မာသတိပဋ္ဌာန်ဓမ္မာ ानु ပါဒနာဘုရားဟောတာအလကားထားဖြစ်ခဲ့တဲ့ဟာဒီမဟုတ်ဘူးဘာကြောင့်လဲတဲ့သတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်လို့ရှိရင်တရားဆိုတာကတထိုင်နဲ့လည်းသဘောပေါက်ပါလိမ့်မယ်ဒါကြောင့်မလို့တရားဓမ္မများဆရာလည်းအရေးကြီးပါတယ်လို့ဆရာကလည်းသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိဖြစ်ပါမှဆရာကလည်းသောတာပန်အသိသိပါမှဆရာကလည်းသောတာပန်ဖြစ်ပါမှဆရာကလည်းသရဂံဖြစ်ပါမှဆရာကလည်းအနာဂံဖြစ်ပါမှဆရာကလည်းအာသဝကုန်ခန်းပါမှဆရာကလည်းဘာမှမဖြစ်ဘူးတဲ့စောင့်ကြည့်တဲ့ကြည့်ပြီးတော့တခါတည်းသင်ညာနဲ့ပြလို့ကတော့ခဲရင်ပါတယ်သင်ညာနဲ့ပြတော့သင်ညာပဲရှိမှာဟုတ်အဲ့ဒီတော့သဘာဝဖြစ်ပေါ်တဲ့ယုံနာသဘာဝတွေကိုသဘောတရားတွေကိုသာမြင်ညလက္ခဏာကိုသိပါမှမသိလို့ရှိလို့ကတော့ရေစုံမျောလိမ့်မယ်ဗျသင်ညာလေးသိလို့နော်တင်းတိမ်မနေနဲ့သေဂာနိဆဲဆဲကြတော့ဒိဋ္ဌိကြီးလာလိမ့်မိစ္ဆာဒိဋ္ဌိအဲ့ဒီတော့ဘုရားထားပြခဲ့တဲ့အလကားထားပြခဲ့တဲ့တရားမျိုးမဟုတ်ဘူးဘယ်တရားလဲတဲ့ကာယသတိကာယဝေဒနာစိတ်ဓာဓမ္မတဲ့အဲ့တော့ဝိပဿနာယောဂီပုဂ္ဂိုလ်ကျင့်လိုက်တဲ့အချိန်ခါဘယ်လိုကျင့်လဲတဲ့ဘုရားကဟောထားတဲ့ခန္ဓာ၅ပါးဘယ်လိုခန္ဓာ၅ပါးဟောလဲယူပဲခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာနာမ်ခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးတဲ့ခန္ဓာ၅ပါးဟာဘယ်ခန္ဓာကိုရှုရှုတရားရမှာပဲသမထကတော့40ရှိတယ်ကြိုက်တာလောက်ကြတာပေါက်တော့တစ်ခုဓာတ်ကိုပေါက်သွားတဲ့ပုဂ္ဂိုလ်ရှိတယ်ခန္ဓာကိုပေါက်တဲ့ပုဂ္ဂိုလ်ရှိတယ်နာဣလက္ခဏာပေါက်တဲ့ပုဂ္ဂိုလ်ရှိတယ်ရုပ်ဣလက္ခဏာပေါက်တဲ့ပုဂ္ဂိုလ်ရှိတယ်အတုပဣလက္ခဏာပေါက်တဲ့ပုဂ္ဂိုလ်ရှိတယ်လက္ခဏာဒီအဲ့တော့ဓာတ်ဣသောတာပန်နာဣလက္ခဏာမြင်တဲ့သောတာပန်ရုပ်ဣလက္ခဏာမြင်တဲ့သောတာပန်အတုပဣလက္ခဏာမြင်တဲ့သောတာပန်ခန္ဓာ၅ပါးမြင်သွားတဲ့သောတာပန်အာယတနာဣမြင်သွားတဲ့သောတာပန်နာဣအကြောင်းအကျိုးမြင်တဲ့သောတာပန်ရုပ်အကြောင်းနာအကျိုးမြင်သွားတဲ့သောတာပန်သောတာပန်นี่စိတ်တွေခွဲလိုက်မယ်ဆိုလို့ရှိရင်အမလေးပြောဟောလို့မကုန်နိုင်တော့စိတ်တွေပြောခြင်းလို့စိတ်တွေအဲ့တော့လုံရင်လုံကြဗျာအခုဒီသာသနာကြီးမှီတဲ့အချိန်ခါမှာမပျော်ကြနဲ့တော့ပျော်လို့ရှိရင်ရေစုံမျောတော့မယ်
အပယ်လေးပါးကိုများကြသွားပြီဆိုရင်အရင်မလေးရမြတ်စွာဘုရားအလောင်းကိုမမျှော်နဲ့တော့အပယ်ပုံရောက်သွားပြီဆိုခွေးဖြစ်ပြီဆိုရင်တော့ဝက်တွေနွားတွေရေထဲငါးတွေဖြစ်ပြီကိုကျိုးနေပြီအခုဒီနာဥက္ကလာပဆိုတဲ့ဥစ္စာကငမိုးရိတ်ကြီးကလည်းနေပါပြီနဲ့ဗျာအဲ့တော့လုံရင်လုံမလုံလို့ရှိရင်ငမိုးရိတ်တဲ့အကုန်လိမ့်ကြကုန်မယ်အဲ့တော့ဘာကြောင့်လဲတဲ့လောဘတွေအများနေတာကိုလောဘစိတ်ဆိုတော့ပိတ်တာကိုအဲ့ဒါရေထဲကိုလိမ့်ကြကုန်မှာများအဲ့တော့ကြိုးစားကြအဲ့တော့အသိလာပေးတာပဲအသိစိတ်ကလေးတွေဥက္ကလာပမြို့ကိုလာပြီးတော့အသိပေးတာအဲ့တော့သတိပဋ္ဌာန်တရား၄ပါးဟာဝိပဿနာယောဂီပုဂ္ဂိုလ်ဟာဖြစ်အသိညာဝိဇ္ဇာညာရလာပြီဆိုလို့ရှိရင်ဖြစ်အာနာပါနတတိကိုယူယူသမထကတော့40ရှိတာပဲကြိုက်တာလောက်ကြတာပဲပေါက်တော့တစ်ခုပါပဲတဲ့အဲ့တော့သတိပဋ္ဌာန်တရား၄ပါးဘုရားဟောထားတယ်ကာယဝေဒနာစိတ်ဓမ္မတဲ့ဥပဇင်းတို့ကျင့်လာခဲ့တဲ့အကျင့်တွေကဘယ်လိုကျင့်လာခဲ့လဲကနဦးစိတ်ကလေးဟာအာနာပါနတတိကိုယူလိုက်ဘယ်လိုယူလိုက်အစ္ဆတာကတနာကတွန်းလိုက်တယ်ဝါရောဗဟိတာကကံပေါ်လိုက်တယ်ဝါရောတွန်းတဲ့သဘောလေးကိုအသီလေးကိုလိုက်လိုက်တယ်ကံတဲ့ဟာလေးကိုအသီလေးကိုလိုက်လိုက်တယ်တွန်းသဘောလေးကိုသိလိုက်ကံသဘောလေးကိုသိလိုက်ဒါပဲသိတာအောက်ကကြာကြာထိုင်မှမြလာတော့ဝေဒနာဖြစ်လာဝေဒနာဖြစ်လာတော့နာသီးပြတွန်းတယ်ကံတယ်လို့သိနေတဲ့စိတ်ကလေးဟာမနေနိုင်တော့ဘယ်သွားလဲဝေဒနာသွားခံစားဝေဒနာသွားသိတင်းနာပေါ်တော့တင်းတယ်လို့သွားသိတင်းတယ်လို့သွားသိတော့အဲ့ဒီတင်းတဲ့သဘောတရားလေးကိုအစနဲ့အလယ်နဲ့အဆုံးနဲ့အသီးလေးဆောင်းအောင်လိုက်တာလိုက်လိုက်တဲ့အချိန်ခါမှာကနဦးစိတ်ကလေးဟာနာသီးပြတွန်းတာကံတာလေးသိနေတာကာယသတိပဋ္ဌာန်ဝေဒနာသွားပြီးခံစားရကြဝေဒနာသတိပဋ္ဌာန်ဝေဒနာကိုအသီးလေးဆုံးသွားတယ်တဲ့ဓာတ်ကြီးလေးပါရှိတဲ့အနက်ကပထဝီဓာတ်ဖောက်ပြန်လာတဲ့အချိန်ကတင်းတာပေါ်လာတော့တင်းတာအစအလေအဆုံးလိုက်တယ်အသီးလေးဆုံးသွားတာစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ခဏပဲစိတ်တခဏလေးပဲချမ်းသာလိုက်နောက်တစ်ခါပြန်ပြီးတော့တင်းတာကချုပ်သွားပြီးတော့တောင်းတာပေါ်လာပြန်တောင်းတာပေါ်လာပြန်တော့တစ်ခါဒုက္ခပြန်ခံစားပြန်နာခံစားပြန်တော့ဩနာဟာနာကိုလိုက်တာကိုဘုရားကဟောထားတယ်ဝေဒနာနာလို့ဆိုထားတော့ညာဣသိမှုသဘောကိုလိုက်နာရာကြီးကိုမလိုက်ဘူးနာရာကြီးလိုက်ရင်တော့အပယ်သွားကြိုက်တာကြီးနာရာကြီးသိရင်အပယ်သွားပူရာကြီးသိရင်တော့အပယ်သွားအဲ့တော့ဘုရားကဟောထားတယ်ဝေဒနာနာနဲ့နာကိုသိမှုသဘောကိုလိုက်အဲ့တော့ဝေဒနာဒီနာဣသဘောကိုလိုက်တော့ဩနာဟာဒုက္ခနဲ့ဒုက္ခခံစားနေပါလားခုနတုန်းကတော့ဒုက္ခခံစားဒုက္ခခံစားပြီးတော့ဒုက္ခဝေဒနာကုံဆုံးသွားတော့စိတ်ကလေးကချမ်းသာပြီးတော့အေးဓာတ်ကလေးခံစားလိုက်ခံစားပြီးတော့တခါပြန်ပြီးတော့ဒုက္ခခံစားပြန်ပါလားဩနာဣလက္ခဏာဒုက္ခနဲ့ဒုက္ခခံစားနေတဲ့သဘောတရားပါလားလို့ဒီလိုသိလားစိတ်ဒါခန္ဓာကိုရှာမှသိမှာခန္ဓာမရှာလို့တော့သိမှာမဟုတ်ပါဘူးအဲ့တော့ခန္ဓာရှာလိုက်တော့စိတ်တွေကိုသိအဲ့တော့နာဣသဘောတရားပါလေဩဒုက္ခနဲ့ဒုက္ခခံစားတဲ့သဘောတရားပါလားနာကလည်းသူ့သဘောပဲဒီလိုသိလားနာကလည်းသူ့သဘောရုပ်ကလည်းသူ့သဘောပဲဒီလိုသိလားမြင်နေတာကြီးကလည်းအတုပသဘောပဲလို့ဒီလိုသိလားအဲ့တော့ဩနာကဒုက္ခဒုက္ခခံစားတဲ့သဘောကလည်းသူ့သဘောမဟာဘုဒ္ဓကြီးလေးပါဖောက်ပြန်နေတဲ့ယုတ်တွေကလည်းတင်းတဲ့သဘောကလည်းသူ့သဘောတောင်းတဲ့သဘောကလည်းသူ့သဘောထုံနာကလည်းသူ့သဘောအောက်နာကလည်းသူ့သဘောကြိုက်လာတာကလည်းသူ့သဘောကြက်လာတာကလည်းသူ့သဘောချွေးတွေယိုကျလာတာလည်းသူ့သဘောပူတာကလည်းသူ့သဘောအေးတာကလည်းသူ့သဘောလှုပ်တာကလည်းသူ့သဘောကာနာကလည်းသူ့သဘောရုပ်တွေကလည်းသူ့သဘောသူဆောင်နေပါလားနန္တကလည်းဒုက္ခနဲ့ဒုက္ခနဲ့ခံစားနေပါလားမြင်နေတာကြတာကြအတုပါကြီးပါလားအယုစုကြီးပါလားဒါအပုပ်အသိုးကြီးဒီယုတ်ကြီးဟာဘာမှသိတတ်တဲ့တရားမရှိပါလားလို့ဆိုယုံနာနာယုတ်ကိုလည်းသိတယ်ယုံနာကိုလည်းကွဲသွားနာယုတ်ကိုလည်းသိတယ်ယုံနာကိုလည်းသိတယ်နာယုတ်ကဘယ်ဟာလဲယုံနာကဘယ်ဟာလဲနာအကြောင်းယုတ်အကြောင်းနာအကြောင်းအဲ့ဒါသိသွားယုံနာလည်းကွဲသွားယုတ်ကိုလည်းပိုင်းခြားပြီးသိလိုက်ပြန်နာကိုလည်းပိုင်းခြားသိလိုက်ပြန်ဘုရားကဟောထားတယ်နာကိုပိုင်းခြားသိရမယ်တဲ့ယုတ်ကိုပိုင်းခြားသိရမယ်တဲ့တချို့ပြောလေပြောတာရှိတယ်နာကိုပိုင်းခြားယုတ်ကိုပိုင်းခြားသိတယ်နာမရူပပရိစ္ဆေဒညာလို့အဲ့ဒီလိုပြောတယ်အဲ့ဒီလိုတော့မသိဘူးရုပ်ကိုခန္ဓာကိုရှာတော့ရုပ်ကိုပိုင်းခြားတဲ့သိတဲ့စိတ်ကလေးနာကိုပိုင်းခြားသိတဲ့စိတ်ကလေးဒါတော့သိတယ်ဗျစာတဲ့ကယုံနာနာမရူပပရိစ္ဆေဒညာတော့မသိဘူးခန္ဓာကရှာထားတဲ့အသိကတော့စိတ်ကလေးတွေတော့အကုန်သိတယ်ဘာလဲတဲ့ဩဒီမှာရှုလိုက်တဲ့အချိန်ကရုပ်ကိုပိုင်းခြားတဲ့စိတ်နာကိုပိုင်းခြားတဲ့စိတ်ဒါတွေတော့အကုန်သိတယ်ယုံနာလည်းအပိုင်းပြတ်ကွဲနေဘယ်လိုကွဲလဲနောက်ကျတော့စိတ်ကလေးတွေကိုယုံနာကိုပိုင်းခြားတဲ့စိတ်နာကိုပိုင်းခြားတဲ့စိတ်ကိုနောက်ကျမှခွဲအဲ့တော့အခုကယုံနာကွဲတဲ့သဘောတရားကိုသတိပဋ္ဌာန်တရား၄ပါးဟာသူ့သဘောမြင်လိုက်တော့ကနဦးစိတ်ကလေးဟာ
ကာယသတိပဋ္ဌာန်ဝေဒနာကိုသွားပြီးတော့သိလိုက်တာကဝေဒနာသတိပဋ္ဌာန်ဝေဒနာဒီကုံဆုံးသွားတော့စိတ်ဓာတ်သတိပဋ္ဌာန်သူသဘောသူဆောင်နေပါလားလို့သိလိုက်တော့ဓမ္မသတိပဋ္ဌာန်သတိပဋ္ဌာန်တရားလေးပါဆုံးအောင်လိုက်တော့ဆုံးသွားတော့ယုံနာသဘာဝတွေသိနာဣလက္ခဏာခံစားမှုလည်းသိယုတ်ဣဖောက်ပြန်မှုလက္ခဏာတွေလည်းသိအတုပကြီးကလည်းသဘာဝသဘောတရားကြီးကိုလည်းသိအဲ့ဒီလိုသိလာတော့သတ်တတ်စီပဲသူသဘောသူဆောင်ပါလားလို့အစ္ဆတသန္တာကနေပြီးတော့ဖောက်ပြန်တဲ့သဘောကလည်းသတ္တဒုက္ခရဲ့ဒုက္ခရဲ့ခံစားနေတဲ့နာကလည်းသတ္တပါလားမြင်နေတဲ့အတုပကြီးကလည်းသတ္တပါလားအဲ့ဒီလိုကွဲလိုက်တာအစ္ဆတသန္တာကကွဲလိုက်တော့ဗဟိတကြာပြန်တော့ကွဲပြီအစ္ဆတသန္တာကမှမကွဲရင်ဗဟိတဘယ်တော့မှမကွဲဘူးအစ္ဆတသန္တာကနေပြီးတော့ဖောက်ပြန်တဲ့သဘောရဲ့ခံစားတဲ့ဒုက္ခဒုက္ခခံစားတဲ့သဘောရဲ့မြင်တဲ့အတုပသဘောကြီးရဲ့အယုစုကြီးရဲ့ဒီလိုမြင်ပြီးမှသုံးဌာနနာဣလက္ခဏာယုတ်ဣလက္ခဏာအတုပဣလက္ခဏာအဲ့ဒီလက္ခဏာ၃ပါးကိုဖယားကြိုက်နှစ်သက်တဲ့လက္ခဏာမြင်ပြီဆိုရင်ဗဟိတလည်းလက္ခဏာ၃ပါးမြင်ပြီဘယ်လိုမြင်မလဲတဲ့မြင်လိုက်တာကအတုပအယုစုကြီးပါလားမြင်ပြီးတော့ယုတ်ချင်းမြင်ပြီးမှနာခံစားလိုက်ပါလားဒုက္ခနဲ့ဒုက္ခနဲ့ခံစားတဲ့သဘောတရားသိပြီမြင်တာကမျက်စိကမြင်တဲ့သဘောကလည်းသတ္တအတုပကြီးကသတ္တဒုက္ခဒုက္ခခံစားတဲ့သဘောကလည်းသတ္တအသံကလည်းသတ္တနာကလည်းသတ္တခံစားတဲ့သဘောကလည်းသတ္တစီကွဲနေအနတ်ကလည်းသတ္တနှာခေါင်းကလည်းသတ္တခံစားတဲ့သဘောနာကလည်းသတ္တလျှာကလည်းသတ္တယာသာယုတ်ကလည်းသတ္တခံစားတဲ့သဘောကလည်းသတ္တအတွေ့ကလည်းသတ္တကိုယ်ကလည်းသတ္တခံစားတဲ့သဘောကလည်းသတ္တမနောကလည်းသတ္တဓမ္မကလည်းသတ္တခံစားတဲ့သဘောကောင်းမကောင်းခံစားနေတဲ့နာကလည်းသတ္တအဲ့ဒီလိုအပိုင်းပြဗဟိတလည်းကွဲပြန်အဲ့ဒီလိုကွဲမှအပေလွတ်တယ်ဗျာဒီလိုမှမကွဲလို့မိမမြင်မိမသိလေးပဲထောက်ရက်သာဆင်းတော့ဒကမမြင်ဒကမသိတယ်ချောတာမြင်ချောတာသိဒကာမြင်ဒကာသိလေးပဲသာရက်ဆင်းကြတော့အဲ့ဒီလိုသာမြင်ရင်ယုံနံကွဲလို့လားတဲ့မကွဲဘူးအဲ့ဒီလိုမြင်လို့အဲ့ဒီလိုသာသိပြီဆိုရင်ကိုချိုးနေပြီလားမှတ်တော့စိတ်သာချတော့အဲ့တော့ဒကာတော်မပြအခုဟာခန္ဓာကရှာလိုက်တဲ့အချိန်ခါယုံနံကွဲဖို့ယုံနံကွဲပြီးတော့ဘာပြင်းလာတယ်တဲ့ခန္ဓာအိတ်သဘောတရားကိုမြင်လာဘယ်လိုမြင်လာလဲနာအိတ်သဘောတရားဘယ်လိုလဲဝေဒနာဒီနာပါလားသူသိလာတဲ့အချိန်ခါကျတော့ဝေဒနာဒီနာမယ်ဓာတ်ကြီးလေးပါကလည်းတင်းတဲ့သဘောတောင်းတဲ့သဘောထုံတဲ့သဘောအောင့်တဲ့သဘောတွေစိတ်တွေဖြစ်ပြနေတဲ့စိတ်တသင်္ခါရတွေပါလားဘယ်လိုစိတ်တွေဖြစ်နေငါအတိတ်ကလာမသိခဲ့တုန်းကဖြစ်တာရှိတာကတော့ဝေဒနာဒီနာမယ်ရုပ်ဝေဒနာဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားဝေဒနာဒီနာပါလားနာဣသဘောဘာလို့တတ်တယ်နာဣသဘောခံစားပြီးပြက်တဲ့သဘောအဲ့ဒီလိုသိလိုက်တော့အတိတ်ကာလတုန်းကငါသိလာတဲ့အသိတွေကဝေဒနာဘောကနေပြီးတော့စိတ်ဓာတ်သင်္ခါရတွေဖြစ်ပြနေတဲ့စိတ်တွေဖြစ်ပြနေတာတင်တာပေါ်တင်တယ်လို့သိတဲ့စိတ်တောက်တာပေါ်တော့တောက်တယ်လို့သိတဲ့စိတ်ထုံတာပေါ်တော့ထုံတယ်လို့သိတဲ့စိတ်အောင့်တာပေါ်တော့အောင့်တယ်လို့သိတဲ့စိတ်ကြိုက်တာပေါ်တော့ကြိုက်တယ်လို့သိတဲ့စိတ်ကြက်တာပေါ်တော့ကြက်တယ်လို့သိတဲ့စိတ်ချွေးတွေယိုကြလာတာပေါ်တော့ချွေးတွေယိုကြလာတာသိတဲ့စိတ်ပူတာပေါ်တော့ပူတယ်လို့သိတဲ့စိတ်အေးတာပေါ်တော့အေးတယ်လို့သိတဲ့စိတ်လှုပ်တာပေါ်တော့လှုပ်တယ်လို့သိတဲ့စိတ်မူးတာပေါ်တော့မူးတယ်လို့သိတဲ့စိတ်စိတ်ဓာတ်သင်္ခါရဖြစ်ပြနေတဲ့မရှိတဲ့စိတ်တွေပါလားလို့ဒီလိုသိတာရှိတဲ့စိတ်ကိုငါအတိတ်ကတော့မသိခဲ့မရှိတဲ့စိတ်တွေကိုဖြစ်ပြနေတဲ့စိတ်ဓာတ်သင်္ခါရတွေဖြစ်ပြနေတဲ့စိတ်တွေပါဖောက်ပြန်နေတဲ့စိတ်တွေပါလားမရှိတဲ့စိတ်တွေပါလားရှိတဲ့သဘာဝစိတ်ကဘာစိတ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာဒီနာဤလက်နာဤသဘောနာဤသဘောကဘာလဲသူသဘောဘာလောက်တာတလဲနာဤလက္ခဏာကဘာလောက်တာတလဲဒုက္ခရဲ့ဒုက္ခရဲ့ခံစားတဲ့သဘောတရားသာရှိပါလားဆိုတော့ရုပ်ဝေဒနာဘောကဓာတ်ကြီးလေးပါဘောကနေပြီးတော့ရှုလိုက်တဲ့အချိန်ခါမှာတင်းတယ်လည်းမရှုတော့ဘူးတောင်းတယ်လည်းမရှုတော့ဘူးဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားဆိုတော့ဖောက်ပြန်တဲ့သဘောကိုသိလိုက်တာကရုပ်ကိုပိုင်းခြားသိလိုက်တဲ့စိတ်ကလေးဖောက်ပြန်တဲ့ရုပ်ကိုသိလိုက်တာဖောက်ပြန်တဲ့သဘောလေးကိုသိလိုက်တာရုပ်ကိုပိုင်းခြားတဲ့သိတဲ့စိတ်နောက်စိတ်ကလေးကဝေဒနာကိုသိလိုက်တာနာမ်ကိုပိုင်းခြားသိလိုက်တဲ့စိတ်အဲ့ဒီနာမ်ရုပ်ကိုဖောက်ပြန်တဲ့သဘောရဲ့ဖောက်ပြန်တဲ့ရုပ်ဝေဒနာကိုနာမ်ရုပ်ကိုတွဲပြီးသိလိုက်တဲ့စိတ်
နာယုတ်တွဲသိလိုက်တဲ့စိတ်ကနေပြီးအဲ့ဒီနာယုတ်ကိုချီကန်တော့မယ်လက်လွှိုက်တော့မယ်ဝေဒနာသည်ဖောက်ပြန်တဲ့ယုတ်ဝေဒနာသည်နာရဲဆိုတော့အဲ့ဒီယုတ်နာနာပါချီကနေလိုက်ပြီဝေဒနာနာစိတ်ကိုဖြစ်သွားစိတ်ကလေးနာစိတ်ဖြစ်သွားနာစိတ်ကနေပြီးတော့အဲ့ဒီနာစိတ်ကိုနာကိုခန္ဓာ၅ပါးဖြစ်နာခန္ဓာ၅ပါးကနေလွတ်လို့ကျွတ်လိုက်တော့အဲ့ဒီနာကနေပြီးတော့နာအိသဘောဘာလို့တတ်တယ်လဲသူသဘောကခံစားပြီးပြက်တဲ့သဘောတရားသာမြင်ညလက္ခဏာပဲလို့သိဆုံးသွားနာဖြစ်ပြဆုံးသွားတော့ခန္ဓာကိုယ်ကရှာလိုက်တဲ့အချိန်ခါမှာတင်းနာလည်းမရှိတော့ဘူးတောင်းနာလည်းမရှိတော့ဘူးထုံနာလည်းမရှိတော့ဘူးအောက်နာလည်းမရှိတော့ဘူးတင်းနာပေါ်လဲခံစားပြီးပြက်တဲ့သဘောတောင်းနာပေါ်လဲခံစားပြီးပြက်တဲ့သဘောထုံနာပေါ်လဲခံစားပြီးပြက်တဲ့သဘောအောက်လာတာပေါ်လဲခံစားပြီးပြက်တဲ့သဘောကြိုက်လာတာပေါ်လဲခံစားပြီးပြက်တဲ့သဘောကြက်လာတာပေါ်လဲခံစားပြီးပြက်တဲ့သဘောချွေးရီယိုကြလာတာပေါ်လဲခံစားပြီးပြက်တဲ့သဘောပူတာပေါ်လဲခံစားပြီးပြက်တဲ့သဘောအေးတာပေါ်လဲခံစားပြီးပြက်တဲ့သဘောလှုပ်တာပေါ်လဲခံစားပြီးပြက်တဲ့သဘောတွန်းတာပေါ်လဲခံစားပြီးပြက်တဲ့သဘောရားတာပေါ်လဲခံစားပြီးပြက်တဲ့သဘောစိတ်ဓာတ်သင်္ခါရတွေချုပ်ဘူးမရှိတဲ့စိတ်တွေချုပ်ပြီးရှိတဲ့စိတ်ကလေးပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုခံစားပြီးပြက်တဲ့သဘောတရားလေးတာမြင်ညလက္ခဏာဒါပဲရှိတော့စိတ်ဓာတ်သင်္ခါရဝေဒနာတဏှာမရှိတော့ဘူးဝေဒနာမှာစိတ်ဓာတ်သင်္ခါရမရှိတော့ဘူးဝေဒနာလွတ်သွားပြီဘုရားကအဝိဇ္ဇာတဏှာဥပါဒံဘဝဇာတိဘုရားဟောအဲ့တော့ဝေဒနာဘောကနေပြီးတော့တင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့ပူနဲ့အေးနဲ့လှုပ်နဲ့ရွာတဲ့အပယ်လေးပါသွားမဲ့ကံတွေမရှိတော့ဘူးຢာကဒေါသမောဟဆိုတဲ့စိတ်တွေမဖြစ်တော့ဘူးအဲ့ဒီဝေဒနာဘောကနေပြီးအပယ်ကိုလိမ့်ကြမယ်ငမိုးရိတ်ထဲကိုလိမ့်ကြအောင်မယ်ဘာကြောင့်လဲတဲ့ဝေဒနာမှာလောဘစိတ်ဝေဒနာမှာမခံစားခြင်းနဲ့ဒေါသစိတ်အဲ့ဒီစိတ်တွေဖြစ်ပြီးဆိုရင်ကိုယ်ကျိုးနေကြပြီလားမသမာဓိရှိအောင်လုပ်ရင်လုပ်ကြမလုပ်လို့ရှိရင်ပြဝေဒနာပေါ်မှာစိတ်တသင်္ခါရတွေဖြစ်ပြနေတဲ့စိတ်တွေဟာဖြင့်အမလီလှေတွေသင်္ဘောတွေနဲ့တင်းလို့မကုန်နိုင်ဘူးအဲ့ဒီတော့ဝေဒနာပေါ်ကနေပြီးစိတ်တွေဖြစ်ပြနေတဲ့စိတ်တွေချုပ်ကုန်ဘယ်စိတ်တွေချုပ်ကုန်လဲတဲ့စိတ်တသင်္ခါရပရိစ္ဆသမုပ္ပါလဲနေတဲ့စိတ်တွေချုပ်ကုန်ပရိစ္ဆသမုပ္ပါလွတ်သွားပြီဘယ်လိုလွတ်သွားလဲတဲ့ဝေဒနာတဏှာဥပါဒံဘဝဇာတိဝေဒနာဘောကနေပြီးတော့ဘာဖြစ်နေလဲတဲ့ဝေဒနာတဏှာမကူတော့ဝေဒနာတဏှာကိုရင်ဥပါဒံဖြစ်မယ်ဥပါဒံဖြစ်ရင်ဘဝရရင်ဇာတိဖြစ်မယ်အဲ့တော့ဝေဒနာဘောကနေပြီးတော့နာဣလက္ခဏာခံစားပြီးပြက်တဲ့သဘောတရားလေးပြစ္ဆုတ်ပံခံစားပြီးပြက်တဲ့သဘောတရားလေးဒါပဲသိတော့အစ္ဆတသဏ္ဍာန်ကမဟာဗုဒ္ဓကြီးလေးပါးပေါ်ကနေပြီးတော့ခံစားပြီးပြက်တယ်ဆိုတော့စိတ်တသင်္ခါရချုပ်သွားအစ္ဆတသဏ္ဍာန်ကစိတ်တသင်္ခါရချုပ်သွားတော့တဲ့ဗိဓာကြပြန်တော့လေတဲ့စိတ်တသင်္ခါရချုပ်ပြန်ဘယ်လိုကြောင့်ချုပ်တယ်လဲတဲ့နာဣလက္ခဏာရသွားပြီနာဣလက္ခဏာကိုခံစားပြီးပြက်တဲ့သဘောတရားလေးကိုဧကောဓမောတစ်ခုတည်းနဲ့တည်သွားတော့မျက်စိတကားနားတကားနှာခေါင်းတကားပါးစပ်တကား6ပေါက်အာယုံ6ပါးအာယုံ5အာယုံ6နဲ့တက်ခဲ့လိုက်တဲ့အချိန်ကနာဣလက္ခဏာဒါပဲရှိတော့ဘယ်လိုလဲတဲ့စိတ်တသင်္ခါရတွေမရှိဘူးဘယ်လိုဖြစ်တယ်လဲအစဉ်တစ်ခုပေါ်မှာလဲနာဣလက္ခဏာခံစားပြီးပြက်တဲ့သဘောအသံနဲ့နာနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းခံစားပြီးပြက်တဲ့သဘောတစ်ခုတည်းစိတ်တစ်ခုတည်းဖြစ်အနတ်ရုပ်ပေါ်လာပြန်တော့နှာခေါင်းနဲ့အနတ်နဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းအနတ်ရုပ်ပေါ်မှာခံစားပြီးပြက်တဲ့သဘောလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာဤရုပ်ပေါ်မှာခံစားပြီးပြက်တဲ့သဘောအတွေ့ရုပ်ပေါ်မှာလည်းခံစားပြီးပြက်တဲ့သဘောဓမ္မဤရုပ်ပေါ်မှာလည်းခံစားပြီးပြက်တဲ့သဘောတကား6ပေါက်အာယုံ6ပါးခံစားပြီးပြက်တဲ့သဘောမရှိဘယ်ဒါပဲရှိတော့လို့ဧကောဓမောလို့ဘုရားဟောထားတာဟုတ်ဧကောဓမောလက္ခဏာတစ်ပါးတည်သွားနာဣလက္ခဏာတစ်ပါးကိုခံစားပြီးပြက်တဲ့သဘောတရားတစ်ခုတည်းရှိတော့မျက်စိဘောက်ကနေပြီးတော့မျက်စိကလည်းစိတ်တသင်္ခါရမရှိတဲ့စိတ်တွေမရှိတော့မရှိတဲ့စိတ်တွေချုပ်ကုန်ရှိတဲ့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကခံစားပြီးပြက်တဲ့သဘောတရားလေးဒီစိတ်တည်းရှိတော့မျက်စိဘောက်ကလည်းစိတ်တသင်္ခါရချုပ်ဘယ်စိတ်တွေလဲတဲ့စိတ်တသင်္ခါရအပယ်လေးပါသွားတဲ့ကံတွေကိုမျက်စိဘောက်ကမိန်းမမြင်လို့မိန်းမသိတဲ့စိတ်ယောက်ျားမြင်လို့ယောက်ျားသိတဲ့စိတ်ချောတာလေးမြင်တော့ချောတယ်လို့သိတဲ့စိတ်လှတာမြင်တော့လှတယ်လို့သိတဲ့စိတ်ရှည်တာမြင်တော့ရှည်တာသိတဲ့စိတ်တိုးတာမြင်တော့တိုးတယ်သိတဲ့စိတ်ဝတာမြင်တော့ဝတာသိတဲ့စိတ်မဲတာမြင်တော့မဲတယ်သိတဲ့စိတ်ခွေးကိုမြင်တော့ခွေးကိုသိတဲ့စိတ်ဝက်ကိုမြင်တော့ဝက်ကိုသိတဲ့စိတ်ကြက်ကိုမြင်တော့ကြက်ကိုသိတဲ့စိတ်ရေကိုမြင်တော့ရေကိုသိတဲ့စိတ်နွားကိုမြင်တော့နွားကိုသိတဲ့စိတ်စိတ်ကိုမြင်တော့စိတ်ကိုသိတဲ့စိတ်
ကြောက်စင်းတို့ဖရာကြီးမြင်တော့ကြောက်စင်းတို့ဖရာကြီးသိတဲ့စိတ်ဘုံကြီးမြင်တော့ဘုံကြီးသိတဲ့စိတ်အဲ့ဒီစိတ်တွေမရှိတော့အဲ့ဒါစိတ်တခါတည်းအဲ့ဒါအပေသွားမဲ့ကန်နေအဲ့ဒီအပေသွားမဲ့စိတ်တွေအဲ့ဒီလိုစိတ်တွေချုပ်ကုန်ဘယ်လိုရှိလဲပြစ္ဆုတ်ပံအကြောင်းအားလျော်စွာတက်ခိုက်တိုင်းခံစားပြီးပြက်တဲ့သဘောတရားသာမြင်ညလက္ခဏာဒါပဲရှိတော့ပြစ္ဆုတ်ပံတက်ခိုက်တိုင်းနာဣလက္ခဏာဘုရားဟောထားတယ်နာဣလက္ခဏာယုတ်ဣလက္ခဏာအတုဝဣလက္ခဏာတဲ့ဥပဇင်းတို့လည်းအတိတ်ကမသိခဲ့ပါဘူးအမေအဖေတွေသင်ပေးထားတဲ့လက္ခဏာအနိစ္စဒုက္ခပဋိတလုံးချလိုက်အနိစ္စပဋိတလုံးချလိုက်ဒုက္ခပဋိတလုံးချလိုက်အနတ္တအဲ့ဒီအိုးခွဲအနိစ္စပကံခွဲအနိစ္စခလုတ်တိုက်လို့နာလို့ဒုက္ခလူသေးလို့အနတ္တဒီဟာတွေပဲသိခဲ့တယ်ဖယားကြိုက်နေတဲ့လက္ခဏာသဘာဝလက္ခဏာ၃ပါးကိုမသိခဲ့ဘူးနာဣလက္ခဏာသဘာဝကိုလည်းမသိဘူးယုတ်ဣလက္ခဏာသဘာဝကိုလည်းမသိခဲ့ဘူးအတုဝဣလက္ခဏာသဘာဝကိုလည်းမသိခဲ့ဘူးဖယားကြိုက်နေတဲ့လက္ခဏာကိုမသိခဲ့ဘူးအိုးခွဲလက္ခဏာပကံခွဲလက္ခဏာအဲ့ဒါပဲသိခဲ့ဥပဇင်းသိခဲ့တာပြောတာတော့သူများသိတာတော့မသိပါဘူးဒါကြောင့်မလို့အခုပြစ္ဆုတ်ပံပေါ်လာတဲ့အချိန်ခါကျတော့ခန္ဓာကိုရှားပြီးတော့သတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်တဲ့အချိန်ခါကျတော့နာဣလက္ခဏာသဘာဝခံစားပြီးပြက်တဲ့သဘောတရားလေးပြစ္ဆုတ်ပံတဲ့တဲ့လေးကိုဧကောဓမောတစ်ခုတည်းတည်သွားမျက်စိပေါက်ကလည်းဟောဘယ်လိုဖြစ်လာတဲ့သမာဝါယမသမာတတိသမာသမာဓိနာပေါက်ကလည်းသမာဝါယမသမာတတိသမာသမာဓိနှာခေါင်းပေါက်ကလည်းသမာဝါယမသမာတတိသမာသမာဓိလျှာပေါက်ကလည်းသမာဝါယမသမာတတိသမာသမာဓိကိုယ်ပေါက်ကလည်းသမာဝါယမသမာတတိသမာသမာဓိမနောပေါက်ကလည်းသမာဝါယမသမာတတိသမာသမာဓိသမာဓိ၃ပါးရသမာဝါယမသမာတတိသမာသမာဓိဆိုတာဘယ်လိုကြောင့်သမာဝါယမသမာတတိသမာသမာဓိလဲတို့စိတ်တွေကိုတခါပြန်ပြီးတော့သမာဝါယမစိတ်သမာတတိစိတ်သမာသမာဓိစိတ်စိတ်တွေကပြန်ခွဲအောင်မယ်ဟိုစားတယ်လို့ပြောလို့သမာဝါယမသမာတတိသမာသမာဓိလူတိုင်းသိတယ်ဒါကစိတ်တွေတခါပြန်ခွဲအောင်မယ်သမာဝါယမသမာတတိသမာသမာဓိစိတ်ဆိုတာဘယ်စိတ်လဲလို့မေးစရာအကြောင်းတရားရှိရသမာတတိသမာသမာဓိစိတ်ဆိုတာဘယ်စိတ်လဲလို့မေးစရာအကြောင်းတရားရှိရဧကောဓမောတစ်ခုတည်းတည်းကိုတည်တာလို့ဧကက္ခရာတီးနေဘယ်ဧကက္ခရာတီးနေတော့မျက်စိပေါက်တကား6ပေါက်ကအာရုံ6ပါဧကက္ခရာတီးနေတော့မျက်စိနဲ့အကြောင်းအားလျော်စွာတက်ခိုက်တဲ့သမာဝါယမသမာတတိသမာသမာဓိဆိုတာအကြောင်းအားလျော်စွာတက်ခိုက်တိုင်းဟာဘယ်ဟာကိုလဲအာယုံလေးပြုတ်လိုက်တာပဲအာယုံလေးပြုတ်လိုက်တာသမာတတိသမာဝါယမခေါ်တယ်အာယုံပြုတ်နေတာအသိမကင်းတော့ဘူးအသိတစ်လုံးအမြတ်ဆုံးရထားအသိမကင်းတော့ဘူးအကြောင်းအားလျော်စွာမျက်စိနဲ့အစင်းနဲ့တက်ခိုက်လိုက်မယ်အာယုံပြုတ်လိုက်တယ်အာယုံပြုတ်လိုက်တာပဲအသိမကင်းဘူးတကစောင့်ထားသွားတကစောင့်ထားလိုက်တယ်မျက်စိကနေပြီးသမာဝါယမဆိုတာအာယုံတက်ခိုက်လိုက်တဲ့အချိန်ကအာယုံလေးပြုတ်လိုက်တာသမာဝါယမစိတ်ရုပ်ချင်းတိခိုက်လိုက်တဲ့အချိန်ကသွားပြီးသိလိုက်တယ်နာဣခံစားတဲ့သဘောလေးကိုသိလိုက်နာမဲ့သိတယ်နာဣခံစားတဲ့သဘောလေးကိုသိလိုက်အဲ့ဒါပါလေတဲ့ခံစားတဲ့သဘောလေးကိုသိလိုက်တာသမာတတိခံစားတဲ့သဘောလေးအပြက်သဘောလေးကိုသိလိုက်တာကသမာသမာဓိဟောမျက်စိဘောက်ကသမာဝါယမသမာတတိသမာသမာဓိအဲ့စိတ်၃ပါးရအဲ့စိတ်ရအဲ့ဒီတော့မျက်စိဘောက်ကနေပြီးတော့သမာဝါယမသမာတတိသမာသမာဓိနားဘောက်ကလည်းသမာဝါယမသမာတတိသမာသမာဓိအသိမကင်းတော့ဘူးမျက်စိဘောက်ကလည်းဟောဘာရလဲတဲ့ရင်သုံးရင်ရသွားဘယ်ရင်လဲတဲ့မနေ့၅ပါးညာ၅ပါးအော်ဟဲ့ခိုးနေတဲ့ရင်မဟုတ်ဘူးမနေ့၅ပါးညာ၅ပါးခုရင်ကဘယ်ဟာလဲတဲ့ရင်သုံးရင်ကသီလရင်သမာဓိရင်ပညာရင်သီလရင်ကဘာလဲတဲ့အိန္ဒြိယသံဝရသီလလုံသွားပြီဘာကြောင့်လုံတယ်လဲတဲ့အမှန်မြင်အမှန်သိလို့အရှိတစ်လုံးကိုအသိတစ်လုံးရသွားလို့အော်ဟဲ့ခိုးနေတဲ့၅ပါးသီလမျိုးမဟုတ်ဘူးအဲ့ဒီ၅ပါးကတော့အခုနောက်ပိတ်ဆုံးသာသနာကြံလိမ့်မယ်အဲ့ဒီတော့တကား6ပေါက်ကအာယုံ6ပါးရင်သုံးရင်ရတယ်မျက်စိကလည်းသီလရင်ရသမာဓိရင်ရပညာရင်ရနားနဲ့အသာနဲ့ထိမှန်လိုက်တဲ့အချိန်ကအသံပေါ်မှာသီလရင်ရသမာဓိရင်ရပညာရင်ရနှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအနံ့ရုပ်ပေါ်မှာသီလရင်ရသမာဓိရင်ရပညာရင်ရလျှာနဲ့ရသာနဲ့စားလိုက်တဲ့အချိန်ကရသာဤရုပ်ပေါ်မှာသီလရင်ရသမာဓိရင်ရပညာရင်ရကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအတွေ့ရုပ်ပေါ်မှာသီလရင်ရသမာဓိရင်ရပညာရင်ရမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကသီလရင်ရသမာဓိရင်ရပညာရင်ရရင်သုံးရင်ဆိုတော့မဲခင်ချက်ပါပြောတာဗျာလောကုတ္တရာမဲခင်ဗျလောကီမဲခင်မဟုတ်ဘူးအဲ့ဒီလိုသီလရင်သမာဓိရင်ပညာရင်ဖြစ်တယ်သီလသမာဓိပညာပြည့်စုံတယ်အထုတချို့ပြောတယ်အဲ့ဒီလိုသီလသမာဓိပညာပြည့်စုံပြီဆိုလို့ရှိရဲ့တချို့က
မာသောတာပန်များ၅ပါးသီလမြဲတယ်အဲ့တော့သောတာပန်များဟာဝိနည်းကိစ္စကိလေသာဆိုလားဘာဆိုလားပြောလိပြောတာရှိပါတယ်ဥပဇင်းတော့စာမတတ်လို့မခေါ်တော့အဲ့တော့ပညာတတ်မှားသွားခေါ်ရင်မှားသွားရင်ဘွေမယူကြနဲ့မိစ္ဆာဒိဋ္ဌိတော့ပြုတ်သွားပြီဘာကြောင့်လဲသမာဓိဋ္ဌိအမြင်အသိရသွားဘယ်လိုအမြင်အသိရသွားလဲတဲ့ပြစ္ဆုတ်ပံပေါ်လာတဲ့ယုံနာကိုနာအိလက္ခဏာခံစားပြီးပြက်တဲ့သဘောတရားလေးကိုပြစ္ဆုတ်ပံတဲ့တယ်လေးနေတယ်အတိတ်လည်းမရှိတော့ဘူးအနာကလည်းမရှိဘူးပြစ္ဆုတ်ပံအမှန်မြင်အမှန်သိအဲ့တော့အတိတ်အနာကပြစ္ဆုတ်ပံကာလ၃ပါးအတိတ်တန်ရောစဉ်လည်းပယ်လိုက်ပြစ္ဆုတ်ပံတန်ရောစဉ်လည်းပယ်လိုက်အနာကတန်ရောစဉ်လည်းပယ်လိုက်ဘာကြောင့်ပယ်တယ်လဲတဲ့ပြစ္ဆုတ်ပံအကြောင်းအလျော်စွာတိုက်ခိုက်တိုင်းနာအိလက္ခဏာခံစားပြီးပြက်တဲ့သဘောတရားလေးအပြည့်ဆုံးတဲ့သဘောလေးကိုသိနာကိုသိထားလို့နာပြက်ဆုံးနေလို့စိတ်ဓာတ်သင်္ခါရတွေမရှိတော့ဘူးနာအိလက္ခဏာခံစားပြက်ဒါပဲရှိတော့တယ်မိမမမြင်ယောက်ျားမမြင်ဘူးမိမမြင်ရင်သီလမလုံးဘူးယောက်ျားမြင်ရင်သီလမလုံးဘူးအဲ့တော့နာအိလက္ခဏာခံစားပြီးပြက်တဲ့သဘောတရားလေးကိုဒါလေးကိုသိထားဒါလေးသိထားတော့အတိတ်ကိုလည်းမရှိတော့ဘူးအနာဂတ်လည်းမရှိတော့ဘူးပြစ္ဆုတ်ပံလည်းမရှိတော့ဘူးအတိတ်ကာလပြစ္ဆုတ်ပံကာလအနာဂတ်ကာလအတိတ်ယုံနာပြစ္ဆုတ်ပံယုံနာအနာဂတ်ယုံနာအတိတ်တန်ရောစဉ်ပြစ္ဆုတ်ပံတန်ရောစဉ်အနာဂတ်တန်ရောစဉ်၃ပါးဟာပယ်ပြီးသားဖြစ်သွားဘာကြောင့်လဲတဲ့ပြစ္ဆုတ်ပံအကြောင်းအလျော်စွာတက်ခက်လိုက်တဲ့အချိန်ကခံစားပြီးပြက်တဲ့သဘောတရားလေးကိုဒါလေးကိုရှိလို့အတန်ပေါ်မှာအစင်ပေါ်မှာလည်းခံစားပြီးပြက်တဲ့သဘောတန်ရောစဉ်၃ပါးပယ်ပြီးသားအတန်တစ်ခုပေါ်လာပြန်တယ်ခံစားပြီးပြက်တဲ့သဘောအနံ့ပေါ်မှာလည်းခံစားပြီးပြက်တဲ့သဘောတန်ရောစဉ်၃ပါးပယ်ပြီးသားအထုတလည်းလှုပ်ပြီးပဲနေရတဲ့တရားမျိုးမဟုတ်ဘူးသောတာပန်ကြီးများအထုတလည်းလှုပ်ပြီးပဲနေရတဲ့တရားမဟုတ်ဘူးပယ်ပြီးသားဖြစ်တယ်ခံစားပြီးပြက်တဲ့သဘောတရားလေးပြစ္ဆုတ်ပံတဲ့တယ်လေးနေလို့အတိတ်လည်းမရှိဘူးအနာဂတ်လည်းမရှိဘူးပြစ္ဆုတ်ပံတဲ့တယ်လေးနေတာအဲ့ဒါကြောင့်မလို့သောတာပန်ကြီးဟာအတိတ်တန်ရောစဉ်ပယ်ပြီးသားအနာဂတ်တန်ရောစဉ်လည်းပယ်ပြီးသားပြစ္ဆုတ်ပံလည်းအမှန်မြင်အမှန်သိတယ်အဲ့ဒါကြောင့်မလို့တန်ရောစဉ်၃ပါးပယ်ပြီးပဲကြောဒါကြောင့်မလို့သောတာပန်များအမှန်မြင်အမှန်သိနေပြီသမာဓိဋ္ဌိဉာဏ်ဆိုသမာဓိဋ္ဌိဉာဏ်သမာဓိဋ္ဌိမျက်စိခုနအတိတ်ကဟောလိုက်တာမိစ္ဆာဒိဋ္ဌိအမြင်မိစ္ဆာဒိဋ္ဌိအသိအခုဟောတာကသမာဓိဋ္ဌိအမြင်သမာဓိဋ္ဌိအသိအဲ့ဒီလိုသမာဓိဋ္ဌိအမြင်သမာဓိဋ္ဌိအသိကဘာလဲတဲ့ဖယားကဟောထားတယ်ဘယ်လိုဟောထားလဲမြင်အပ်တဲ့တရားသိအပ်တဲ့တရားကြားအပ်တဲ့တရားသိအပ်တဲ့တရားနာအပ်တဲ့တရားသိအပ်တဲ့တရားစားအပ်တဲ့တရားသိအပ်တဲ့တရားထိအပ်တဲ့တရားသိအပ်တဲ့တရားတဲ့တကား6ပေါက်အာယုံ6ပါးမြင်ကောင်းတဲ့တရားမြင်ရမယ်တဲ့သိကောင်းတဲ့တရားသိရဘယ်လိုမြင်အပ်တဲ့တရားသိအပ်တဲ့တရားလဲမျက်စိနဲ့မြင်လိုက်တဲ့အချိန်ကနာအိလက္ခဏာခံစားတာမြင်လိုက်တဲ့ခံစားတာလေးသိလိုက်တယ်ကြားလိုက်တဲ့အချိန်ကမှလည်းအသံပေါ်မှာလည်းနာအိလက္ခဏာခံစားတာသိလိုက်တယ်ခံစားတာပြက်တာလေးသဘောလေးသိလိုက်တယ်ဒါပဲရှိအဲ့ဒါအမှန်မြင်ခြင်းနဲ့အမှန်သိခြင်းနဲ့ဘုရားဟောအမှန်မြင်နေပြီအဲ့တော့တကား6ပေါက်ကအာယုံ6ပါးဟာဖြင့်မြင်လိုက်တဲ့အချိန်ခါမှာနာအိလက္ခဏာခံစားပြီးပြက်တဲ့သဘောလေးပြစ္ဆုတ်ပံတဲ့တယ်လေးဖြစ်နေလို့ဧကောဓမောတစ်ခုတည်းတည်သွားတယ်ဒါကြောင့်မလို့ဘုရားကဟောထားတယ်ဘယ်လိုဟောထားလဲတဲ့အရှိအသိတစ်လုံးအမြတ်ဆုံးနဲ့အသိတစ်လုံးအမြတ်ဆုံးဆိုတာအသိမကင်းတော့ဘူးမျက်စိဘောက်ကလည်းအသိမကင်းဘူးဘာကြောင့်လဲတဲ့သမာဝါယမသမာသတိသမာသမာဓိတကား6ပေါက်ကအာယုံ6ပါးဟာဒလဝံချထားပြီဘယ်ဒလဝံနေချထားလိုက်တဲ့ဘယ်ဒလဝံချသမာဝါယမသမာသတိသမာသမာဓိဆိုတဲ့ဒလဝံချလိုက်တာအဲ့ဒီဒလဝံချလိုက်တော့ရင်သုံးရင်ရတာမျက်စိကလည်းသီလရင်သမာဓိရင်ပညာရင်သီလမဲ့ခင်ရင်သမာဓိမဲ့ခင်ရင်ပညာမဲ့ခင်ရင်မဲ့ခင်7ပါးမျက်မှောက်ပြုအသင်းပေါ်မှာလည်းຢာကစိတ်ဒေါသစိတ်မရှိတော့ဘူးသီလသမာဓိပညာပြည့်စုံပြီနားပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီနှာခေါင်းပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီလျှာပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီကိုယ်ပေါက်ကလည်းသီလသမာဓိပညာပြည့်စုံပြီမနောကလည်းသီလသမာဓိပညာပြည့်စုံပြီတကား6ပေါက်ကအာယုံ6ပါးဟာသီလသမာဓိပညာပြည့်စုံအဲ့ဒီပုဂ္ဂိုလ်မှ5ပါးသီလမြဲတယ်ဗျအဲ့ဒီ5ကြံလိမ့်မယ်အခုနောက်ပိတ်ဆုံးစားတာဒီလိုမှအတို့ရှေ့ကပညာကထွက်တယ်မဟုတ်လားရက်တဲ့ကြ5တင်နေ5ကြောင်စာကြံနေ5ဖျားခဲ့မယ်တဲ့အခုဟောတာကသမာဓိဋ္ဌိဉာဏ်သမာဓိဋ္ဌိမျက်စိအဲ့ဒီ5ကြံလိမ့်မယ်ဗျ5ပါးသီလမြဲတာဘာဘယ်5ပါးလဲတဲ့စိတ်အဓိသီလအဓိစိတ်တအဓိပညာတဲ့အဲ့တော့ဒီသီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်မှာ5ပါးသီလမြဲတယ်ဟိုအော်ဟစ်ခိုးနေတဲ့5ပါးမဟုတ်အဲ့တော့တရားဓမ္မများလဲအခုဥက္ကလာပကတရားဓမ္မတွေ
ဥပဇင်အတိတ်ကာလတုန်းကမြင်တဲ့အမြင်တွေမမြင်အပ်တဲ့တရားတွေမမြင်ကြနဲ့မသိအပ်တဲ့တရားတွေမသိကြနဲ့အဲ့ဒီလိုမြင်အဲ့ဒီလိုသိပြီဆိုရင်ကိုဂျိုနေကြတော့မယ်အပေလေးပါစုံမြုပ်ကြတော့မယ်အခုဟောလိုက်တာမိစ္ဆာဒိဋ္ဌိအမြင်အသိသမာဓိဋ္ဌိအမြင်အသိနှမျိုးအဲ့ဒီတော့အတိတ်ကာလတုန်းကဥပဇင်မြင်တာကမိတ်46နှစ်လုံးမြင်လာတာကမိစ္ဆာဒိဋ္ဌိအမြင်အသိတွေအခု46နှစ်ကကျော်လာတော့အခု54နှစ်ထဲဝင်ပြီး10နှစ်ထဲဝင်လာပြီးသမာဓိဋ္ဌိအမြင်သမာဓိဋ္ဌိအသိလာခဲ့ပြီသိရင်ဘုရားကပယ်မယ်လို့ဆိုတာကိုသိပယ်ဆိုင်ကွာထိုးလေးပါသိရင်ပယ်နိုင်တယ်မသိရင်ဘယ်တော့မှပယ်နိုင်ဘူးဘာကြောင့်လဲသိမှလည်းကြောက်မှာကိုသေးချာဒုက္ခသစ္စာကြီးမျက်စိပေါက်ကအစင်းတစ်ခုပေါ်ကနေပြီးစိတ်တခဏလေးနဲ့ငါအပယ်လေးပါဒီစိတ်ဖြစ်နေပြီလောဘစိတ်နဲ့ငါအပယ်လေးပါစိတ်ပြီးပိဋ္ဌာကြီးဖြစ်တော့မယ်ဆိုကြောက်ကြပါပေါ့အဲ့ဒါကြောင့်လို့ဘုရားကလည်းဟောတာတဲ့အတ္တပုရုဇဉ်များအကန့်နဲ့ဝင်းတင်ကန့်တဲ့သွားခြင်းလို့သွားတဲ့နေခြင်းလို့နေတဲ့စူးလည်းမမြင်ဘူးတဲ့တက်နေနေတဲ့ကြောက်ကြီးလည်းမသိဘူးတဲ့ကြာသွားတဲ့ပုရုဇဉ်များဟာဖြစ်နေမမြင်ဘူးတဲ့စူးတွေလည်းစူးတာပဲတဲ့ကြောက်ကြီးတွေလည်းကြာတာပဲတဲ့အဲ့ဒီတော့ဥက္ကလာပကဒကာဒကမတွေမြင်အောင်သိအောင်လုပ်ကြပါလို့ဥပဇင်ကအသိပေးပါတယ်ဥပဇင်ကတရားထိုင်မှလည်းကြိုက်တယ်အလုတ်သမားနဲ့ဖြင့်3ညဟောမှာပဲလေ3ညဟောတော့ကုံစင်အောင်သဘောပေါက်အောင်တရားဓမ္မများဟောပါမယ်လို့အခုဒီညဖို့မှာမိစ္ဆာဒိဋ္ဌိအသိအမြင်သမာဓိဋ္ဌိအသိအမြင်ဘုရားကဟောတာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်ဓာသတိပဋ္ဌာန်စိတ်ဓာ ानु ပါဒနာဓမ္မသတိပဋ္ဌာန်ဓမ္မ ानु ပါဒနာတဲ့ဘုရားဟောတာသောတာပန်များဟာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဘယ်လိုကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာလဲမြင်တာလေးကိုသိလိုက်တာကနာဤလက္ခဏာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်ကလေးသိလိုက်တာကာယ ानु ပါဒနာနားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ခါခံစားတဲ့သဘောလေးကိုသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောလေးအပြက်ကလေးသဘောလေးသိလိုက်တာကာယ ानु ပါဒနာနှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့ကအနံ့ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကာယ ानु ပါဒနာလျာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ခါရတာဤရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကာယ ानु ပါဒနာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအတွေ့ရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကာယ ानु ပါဒနာမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါဓမ္မရုပ်ပေါ်မှာနာဤလက္ခဏာခံစားတဲ့သဘောလေးသိလိုက်တာကာယသတိပဋ္ဌာန်ခံစားတဲ့သဘောအပြက်သဘောလေးသိလိုက်တာကာယ ानु ပါဒနာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာမျက်စိကနေပြီးတော့အစင်ပေါ်မှာနာအိလက္ခဏာခံစားတဲ့သဘောလေးကိုသိယုံသိလိုက်တာကသမထခံစားတဲ့သဘောအပြည့်သဘောလေးသိလိုက်တာကဝိပါဒနာနားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကအသံရုပ်ပေါ်မှာခံစားတဲ့သဘောလေးကိုသိလိုက်တာကသမထခံစားတဲ့သဘောအပြည့်သဘောလေးသိလိုက်တာကဝိပါဒနာနှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့အချိန်ကအနံ့ရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာသမထခံစားတဲ့သဘောအပြည့်သဘောလေးသိလိုက်တာကဝိပါဒနာလျာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာဤရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကသမထခံစားတဲ့သဘောအပြည့်သဘောလေးသိလိုက်တာကဝိပါဒနာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကအတွေ့ရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာသမထခံစားတဲ့သဘောအပြည့်သဘောလေးသိလိုက်တာကဝိပါဒနာမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဓမ္မရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကသမထခံစားတဲ့သဘောအပြည့်သဘောလေးဝိပါဒနာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပါဒနာသမာဓိပညာမျက်စိပေါက်ကလည်းနာအိလက္ခဏာအစဉ်တစ်ခုပေါ်မှာမပြောင်းမလွယ်ပဲနဲ့စိတ်တစ်ခုတည်းတည်ကြည်ပြီးတော့မပြောင်းမလွယ်ပဲဧကခရာတည်ကြည်နေတာသမာဓိနာအိလက္ခဏာခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိခံစားတဲ့သဘောလေးချုပ်သွားတဲ့အပြည့်ဆုံးသွားတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာနားနဲ့အသံနဲ့ကြားလိုက်တဲ့အချိန်ကအသံအိရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကမပြောင်းမလွယ်ပဲနဲ့ဒီတစ်ခုတည်းဖြစ်ခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိခံစားတဲ့သဘောအပြည့်သဘောလေးဆုံးတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာနှာခေါင်းနဲ့အနံနဲ့ထိမှန်လိုက်တဲ့အချိန်ကအနံ့ရုပ်ပေါ်မှာခံစားတဲ့သဘောတရားလေးသိလိုက်တာသမာဓိခံစားတဲ့သဘောအပြည့်သဘောလေးဆုံးသွားတဲ့သဘောလေးသိလိုက်တာဝိဇ္ဇာပညာလျာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ခါရတာဤရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိ
ခံစားတဲ့သဘောအပြည့်သဘောလေးဆုံးတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ခါအတွေ့ရုပ်ပေါ်မှာခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိခံစားတဲ့အပြည့်သဘောလေးဆုံးတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါခံစားတဲ့သဘောလေးသိလိုက်တာကသမာဓိခံစားတဲ့သဘောအပြည့်သဘောလေးဆုံးတဲ့သဘောလေးသိလိုက်တာကဝိဇ္ဇာပညာတကား6ပေါက်ကအာယုံ6ပါးမျက်စိပေါက်ကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပဿနာသမာဓိပညာနာနဲ့အသနဲ့ထိမှန်လိုက်တဲ့အချိန်ကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပဿနာသမာဓိပညာနှာခေါင်းနဲ့အနံ့ချိန်ကကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပဿနာသမာဓိပညာလျာနဲ့ယတာနဲ့စားလိုက်တဲ့အချိန်ကလည်းကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပဿနာသမာဓိနဲ့ပညာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပဿနာသမာဓိနဲ့ပညာမနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာသမထနဲ့ဝိပဿနာသမာဓိပညာအဲ့ဒါသောတာပန်မြသောတာပန်စိတ်ကြီးဟောနေတာဗျအဲ့ဒါစာတွေကဟောတာမဟုတ်ဘူးစာလို့လည်းမသိဘူးဗျယာသာနုဘဝါတော့တော်မဖတ်တတ်ဘူးအဲ့တော့ဒကာဒကမများလုံရင်ရမယ်မလုံဖဲနဲ့မနေနဲ့တော့မလုံဖဲနဲ့နေတဲ့ပုံကိုကြတော့သမီးနဲ့သားနဲ့ပြောနေရင်တော့ရေစုံမျောပြီအဲ့တော့ဒကာဒကမများမိစ္ဆာဒိဋ္ဌိအသိအမြင်သမာဓိဋ္ဌိအသိအမြင်တရား2ပါးဟောကြားဆုံးမဩဝါဒပေးရတဲ့အကျိုးအာနိသင်ကြောင့်အခုဥက္ကလာပမြောက်ပိုင်းကဒကာဒကမဒီယောဂီပုဂ္ဂိုလ်အပေါင်းမနုဿတ္တဒုံလဘရခဲ့သောတရားလူရဲလို့ဖြစ်တဲ့ချိန်ခါဓမ္မယရနာတွေနဲ့ပွင့်လင်းတဲ့အချိန်ခါမြတ်စွာဘုရားသာသနာတော်ကြီးနဲ့မိတဲ့အချိန်ခါသမထဝိပဿနာတရားကျင့်ညာအထုတ်နိုင်ကြပြီးအတိတ်ကာလတုန်းကမိစ္ဆာဒိဋ္ဌိအမြင်အသိတွေချီးနှင်းကြပြီးတော့အခုပြစ္ဆုတ်ပံကာလသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိဓမ္မစက်ခုံးကြီးပွင့်ပြီးသောတာပန်ကြီးတွေသရဂန်ကြီးတွေအနာဂန်ကြီးတွေအရဟတမေအရဟတဖို့ရနိုင်တဲ့ကိုဖြစ်နိုင်ကြပါစေကုန်တော့တည်း